ချင်တဲ့သူတွေအများကြီးပဲပေါ့နော်ကျွန်တော်ဒါပေမဲ့ဒီကျွန်တော် Zoom က300ပဲလက်ခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ registration form လေးပိတ်လိုက်ရတယ်ဒါကြောင့်မတက်နိုင်တဲ့သူတွေအတွက်ကျွန်တော်တို့ပြန်ပြီးတော့ sharing လုပ်ပေးခြင်းတဲ့အတွက်ပေါ့နော် recording လေးလုပ်ထားပါမယ်အကယ်ကိုက recording ထဲမှာပါဖို့အဆင်မပြေဘူးဆိုရင်တော့ဒီ camera လေး off ထားလို့ရတယ်မဟုတ်ရင်တော့ကျွန်တော် camera လေးဖွင့်ထားပြီးတော့တက်ပါဝင်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်အဲ့တော့ကျွန်တော်ဒီ Cultivar ENT ရဲ့ကိုစားဒီနေ့ webinar ကိုတက်ရောက်လာကြတဲ့အားလုံးကိုကြိုဆိုပါတယ်ဒီနေ့ပြုလုပ်မယ်ကျွန်တော်တို့ Introduction to English Poetry a Comparative Approach ဆိုတဲ့webinar ကိုတက်ရောက်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီသက်ဆိုင်ရာ data အသီးသီးဟိုနိုင်ငံအသီးသီးပေါ့နော်အခုဆိုရင်ကျွန်တော်နိုင်ငံThailand တို့ Hong Kong တို့လည်းတွေ့ရတယ်ပေါ့နော်အဓိကဆက်ဆံမတွေပြီးရင်ဒီကြပြားကိုစိတ်ဝင်စားပြီးတော့ချစ်မြတ်နိုးတဲ့သူတွေအတူတကွလာရောက်ပြီးတော့လီလာကြဒါကိုတွေ့တဲ့အတွက်ရန်ဝန်တာပါတယ်ဒီနေ့တက်ရောက်တဲ့သူတွေထဲမှာဆရာကြီးရဲ့တပည့်ဟောင်းတွေလည်းအများကြီးပါမယ်လို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဆရာကြီးရဲ့တပည့်ဟောင်းတစ်ယောက်ဖြစ်ပါတယ်ပေါ့နော်ဒီနေ့ session ကနေပြီးတော့ကျွန်တော်ဒီ English poetry ကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းနားလည်နိုင်မယ်လို့ညွှန်လင့်ပါတယ်ဒါအပြင်ကိုယ့်ရဲ့ဒီသင်ကြားသင်ယူမှုလုပ်ငန်းစဉ်မှာရောပြန်ပြီးတော့အသုံးချနိုင်မယ်နောက်တစ်ခုကဒီကြပြပေါ်ချစ်မြတ်နိုးမှုတွေလည်းပို့ပြီးတော့တိုးပွားလာမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီနေ့ webinar ရဲ့ကျွန်တော် speaker ဖြစ်တဲ့ဆရာကြီးဒေါက်တာဇော်ထွန်းကိုပထမဆုံးမိတ်ဆက်ချင်ပါတယ်ဆရာကြီးဒေါက်တာဇော်ထွန်းကတော့ကျွန်တော်တို့ဒီဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်ပြီးတော့အင်္ဂလိပ်စာဌာနရဲ့ဌာနမှူးဟောင်းတယောက်လည်းဖြစ်ပါတယ်ဆရာကြီးကဒီမန်လေးတက္ကသိုလ်ကနေပြီးတော့အင်္ဂလိပ်စာမဟာဝိဇ္ဇာဘွဲ့နဲ့ဒီပါရဂူဘွဲ့ကိုရရှိထားပြီးဒီစင်ကာပူနိုင်ငံ Regional English Language Center IELTS ပေါ့နော်ဒါပြီးတဲ့ Applied Linguistic Diploma ဘွဲ့ကိုလည်းရရှိထားပါတယ်ဆရာကြီးကထင်ရှားတဲ့ဒီပါမောက္ခတဦးဖြစ်ုံတော့မကဘူးစာရေးဆရာကြပြဆရာနဲ့မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့စာပေဘာသာပြန်သူတယောက်လည်းဖြစ်ပါတယ်ဒီပြီးခဲ့တဲ့10စုနှစ်3ခုကျော်အတွင်းမှာကြပြစာအုပ်တွေဝတ္ထုတွေအထုပ်ပတိတွေနဲ့အခြားစာပေလက်ရာပေါင်းစုပေါင်းစာအုပ်ပေါင်း80ကျော်ကိုမြန်မာမှအင်္ဂလိပ်ဘာသာသို့၎င်းအင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့၎င်းပြန်ဆိုခဲ့ပါတယ်ဆရာကြီးရဲ့ဒီဘာသာပြန်လက်ရာတွေကနေတစဉ်ကျွန်တော်တို့မြန်မာစာပေကိုနိုင်ငံတကာစာဖတ်တဲ့သူတွေစီမိတ်ဆက်ပေးနိုင်ခဲ့လို့ဒီကမ္ဘာစာပေလက်ရာတွေကိုလည်းကျွန်တော်တို့မြန်မာစာဖတ်တဲ့သူတွေစီရောက်ရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဆရာကြီးရဲ့ထင်ရှားတဲ့ဘာသာပြန်လက်ရာတွေထဲမှာဒီဆရာညီပူလေးရဲ့အမျိုးသားစာပေဆိုရဝတ္ထုဖြစ်တဲ့ကျွန်တော်တို့ဓာတ်သွားဘောကချုံမြတ်မြတ်တာရီဆက်ပေါ့နော်ဒီဘာသာပြန်လည်းထင်ရှားပါတယ်နောက်တစ်ခုကဒီကမ္ဘာအခန်းတွင်ဒီတွေကဆိုရင်တော့ဒီ T.S. Eliot ရဲ့ The Wasteland ဒီ Alan Ginsberg ရဲ့ Hall စတယ်ပေါ့နော်အခြားအရေးပါတဲ့စာပေလက်ရာများစွာလည်းပါဝင်ပါတယ်ဆရာကြီးကကိုယ်တိုင်လည်းဒီအင်္ဂလိပ်ဘာသာနဲ့ဝတ္ထုတွေကြပြစာအုပ်တွေစောင်းပါးတွေနဲ့ဝတ္ထုတွေလည်းရေးသားထုတ်ဝေထားပါတယ်မကြာသေးမီကထွက်ရှိထားတဲ့လက်ရာတွေထဲမှာဆိုရင်တော့ The Walking Tree နဲ့ဒီ Ranging Strong Rowing Upstream တို့လည်းပါဝင်ပါတယ်အဲကြောင့်ဒီစာပေလောကအတွက်ဆရာကြီးရဲ့ဒီ contribution တွေကိုအတိမတ်ပြုတဲ့အနေနဲ့ဒီစာပေဆိုင်ရာဆုတွေလည်းရရှိခဲ့တယ်ပေါ့နော်အဲ့ဒီကတချို့ပြောရရင်တော့ကျွန်တော်တို့ဒီAustralian တန်ယုံကကျင်းပတဲ့ဒီ International Poetry Contest မှာလည်းဆုရခဲ့သလိုဘာသာပြန်စာပေဆိုင်ရာဆရာဝန်တင်ရွှေစာပေဆုကိုလည်းရရှိခဲ့တယ်ပေါ့နော်နိုင်ငံတကာခီးစဉ်နေနဲ့ဆိုရင်တော့ဆရာကြီးကဒီစင်ကာပူဂျပန်ထိုင်းနဲ့ဆွစ်ဇာလန်နိုင်ငံတွေမှာကျင်းပတဲ့နိုင်ငံတကာပညာရေးနဲ့စာပေဆိုင်ရာအစီအစဉ်တွေမှာပါဝင်ခဲ့တယ်ပေါ့နော်လက်ရှိမှာတော့ဆရာကြီးကဒီပန်မြန်မာရဲ့ Translation and Linguistic Rights Committee ဥက္ကဋ္ဌဒီရန်ကုန်မှာရှိတဲ့ဒီ Academic Education Center ရဲ့ဥက္ကဋ္ဌနောက်တစ်ခုကဒီ Education Consultant အနေနဲ့ဆောင်ရွက်လည်းရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ကျွန်တော်လေးစားရတဲ့ဒီပညာရှင်တယောက်လည်းဖြစ်တဲ့ဒီဘာသာပြန်တဲ့သူကြပြဆရာနဲ့ဆရာတဦးလည်းဖြစ်တဲ့အတွေ့အကြုံများစွာရှိတဲ့ဆရာကြီးကဒီနေ့မှာတော့ comparative approach နဲ့ဒီ English poetry ကိုစိတ်ဝင်စားပွဲပေါ့နော်ဒီဘယ်လိုကောင်းလဲဆိုတာကိုကျွန်တော်မိတ်ဆက်မှမျှဝေပေးမှာဖြစ်တဲ့အတွက်အဲ့တော့အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်အဲကြောင့်အားလုံးပဲကျွန်တော်တို့ဆရာကြီးဒေါက်တာဇော်ထွန်းကိုကျေးဇူးလိုက်ရအောင်ပေါ့နော် Okay, thank you, Gopyu. Okay, so first of all, I think I don't need any introduction, right? Because I've been already introduced. So I might be using the English language. For most of you are from the educational circle, so intellectual circle. That's why I might be using the English language most of the time, but I might be I might sandwich my presentation with a little bit of Myanmar language also, right? So first of all, can I share the screen, right?
Did I share the screen? Yes, we can see the screen, but it's not in slide mode. So you might need to Yeah, sorry. do it. I have to stop the share first. Yeah. Right. Okay. Right. I hope you see my screen. Right. Yes, we can see it now. Right. So welcome to the Introduction to English Poetry, a comparative approach. Right. So most of you are, I think, researchers. So in research, right? So the key starting point is, it's an issue, right? Okay. Only if there is an issue, you can do research. Issue could be the starting point for your, research. And here, so in other words, to crack a joke, researchers are sort of problem makers, right? They are finding issues, right, and trying to work on it. So that's why I think I'm also a problem maker. So first of all, I might start with a question, right? I must start with a question. So my question is, is literature for the sake of literature, or literature for the sake of literature, or literature for the sake of English language, right? So there's a kind of controversy that has been going on for, decades, right? So we have two, points of view towards, looking at the literature, right? The study of literature, right? So the first one, literature for the sake of literature means you just study literature, right? English poetry and, drama and, novel with no other purpose, no other linguistic purpose. But the other group, right? They look at literature for the sake of language means, they're trying to make use of literature, right? They're trying to make use of literature and they're trying to, develop their language skills. So we have two, I might say, contrasting points of view, right? So this could be the starting point, right? So, and then may I move on to another slide? So actually, in the past, 2 or 3 decades, we have the negative attitude towards the study of literature, right? So according to Blatchford, 1972, so according to him, to this researcher, he believes that, the study of literature is nothing to do with the study of literature. So the study of literature is nothing to do with language teaching or the language, right? And then, so he, according to use his own terms, literature is a luxury that cannot be indulged, right? And students be given every opportunity to develop communication skills. So he focused more on language teaching, right? Nothing to, he shows no concern to the study of literature, right? So very negative attitude. And then another researcher, author, 1969, writing a few years earlier, acknowledges the reluctance of language teachers to include literature in the syllabus, right? So around about 1968, right, according to the global view, so many teachers, right, if you are a language teacher, you don't care, right, literature to include in your syllabus. You just focus on how to, develop the 4 language skills and not literature, right? So nothing to do with literature again. And Allen, 1976, notes the deep division between linguistics and literature. So a deep division means, again, so linguistic and literature are what we call the poles apart. You know what I mean? Poles apart. အဲ့တော့တောင်ဝင်ရိုးစိုးနဲ့မြောက်ဝင်ရိုးစိုးမှာရှိတယ်။အဲ့တော့မြန်မာလိုတော့ဘယ်လိုခေါ်လဲ poles apart ကိုမြန်မာလိုဘယ်လိုခေါ်လဲပြဓာတလန်းတန်တလန်းအဲ့လိုသုံးတယ်နော်။ poles apart လို့သုံးမယ်။ So these are the negative views towards the study of language and the study of literature. There's nothing to do with literature, right, in the process of language learning or language teaching. And Bayes 2000 felt it necessary to agree that poetry is not
completely removed from learning or teaching of a language. So you see the change of perspective, the change of attitude, right, in 2000, year 2000, right? So according to Bayes, we can, include poetry, right, in our learning or teaching a language, right? So according to this researcher, in fact, poetry can handle all kinds of experience connected with EFL and eradicate the experience, providing thought or comic relief, or making the experience more real and perhaps making the language learning more creative. So according to Bakes, we can make good use of literature, right, in our language teaching or in our language learning, right? So even he gives you an example of poetry, right? So you can teach poetry from the perspective of language teaching or language learning, right? So you see the drastic change of attitude towards the study of literature. And McRae comments in 1997, too often in university systems all over the world, literature study is not related to language learning, right? So you can see a back and forth, right? One is considered something of a superior discipline, the other an inferior exercise. So the problem is, in those days, around about 1970s, right? Some people believe that, literature is much more, much, superior, right? Superior to, language learning, right? So that kind of thing. That's why there seems to be poles apart, right? Okay. So we have a tug of war between English language and English literature, right? But 1991, right? So a change of, attitude again, from the negative to the positive, right? So Carter and Long, 1991, suggest the integration of literature and language studies can do as much for the language development of the student as for the development of capacities for literary understanding and appreciation. So Carter and Long expresses their positive attitude towards the study of literature. We can integrate the study of literature with the study of language, right? We can make good use, or when we can exploit the usefulness of literature, right, in our mission of language study or language study or language learning, right? So you can see the change of perspective. So my focus is on what? My focus is on today is on language through literature. So we can make good use of literature, right? So literature provides, because we have altogether 5 reasons, but more than 5 reasons, but I just focus on the 5 reasons. So literature provides a resource or authentic context for the teaching of grammar and vocabulary. So according to this point number 1, we can make good use of literature in teaching grammar or vocabulary. You can make good use of a subtract, right? Okay, from a piece of short story or literature, and then you make a close study of that particular passage, and then you can teach your students, right, the use of the grammar and the use of vocabulary, right? So this is one thing you can make good use of literature. And another point, because of its appeal to the learner's imagination and emotions, literature provides motivation for language learning, right? So sometimes, language learning, right, focus on the developing the language skills could be a boring task. You just practice speaking, you just practice writing and reading, right? So then if you have an abstract, right, from literature, if you study a piece of prose or short story, then you can, your imagination can bloom up, right? And because it touches your emotions, right? Emotional aspect of your personality. That's why literature can be made good use of, motivating the learner, right? Okay. So this is another good aspect of literature. And the third point, themes and plots of literary works provide stimuli
for meaningful debates, right? So literature is not for the sake of literature. The study of literature shouldn't end in itself, right? It should be a means. It should convey, right, something more than, just study and, the emotional aspect. You can make, you can take out an issue, right? Maybe character, maybe, right? And then you can introduce to the classroom for group discussion or pair-up discussion. So this is the way you can develop the learners, speaking skill or, critical thinking skills, okay? Communicative competence as well. And number 4, literature provides learners with authentic models for the norms of language use. You see, literature is what I might say, the best was in the best order, right? So actually, this is a quotation from the definition of Samuel Taylor Coleridge, right? So you can't take out any piece, any word, and you can't change the writers or the poets, use of language, right? So it's there, the perfection is there, right? So that is why literature could serve you, right? Serve the language teacher as a good model for teaching the norms of, language use. And the last point, literature assists learners in, developing their overall language awareness and knowledge about language, right? So through teaching and learning literature, the learners can, sharpen their sensitivity of the choice of words, right? The language awareness. This is what we mean by language awareness. And they can also, develop their knowledge about language. So these are the good points of, the study of literature, right? For the sake of language learning, okay? Another aspect could be reverse. So literature through language. So when you are studying literature, sometimes you may make a comparison, right, between a piece of literature and non-literary text. Non-literary text mean maybe something to do with language study, right? So you can put them side by side. So then this will help you to move from the known to the unknown. What I mean is, non-literary text could be a piece of, an extract from a newspaper, right? So this is something quite familiar to you, right? But literature could be unfamiliar. So through, the study of non-literary text and through comparison between literary and non-literary text, then you can see the differences and you can step into familiar, making the familiar, right? Making the familiar as a stepping stone towards the discovery of unknown, right? So the next point is linking the study of literary text to creative language activities, right? So literary, you don't study literature for the sake of literature, right? You are making good use of literary text for creative language activities. What do we mean by creative language activities? Sometimes you may be studying a short story, but in the middle of the short story, the teacher will stop right there, right? And then the students are encouraged to come up with their own, ending, right? So this is quite, creative, and this is quite, I might say, very imaginative, right? Way of, responding to a text, right? Okay. You know what I mean? Rewriting endings to stories. I think you may have some experience of doing this kind of activity, right? So, for example, you study a poem and then you respond to the theme of the poem personally, right? Okay. If I were in this position, for example, in drama and plays, right? So you may be studying a character. So, and then if I were in his position or if I were in our position, I would do so and so, that kind of thing. So creative language activities could be, the second step, right? Springing board, right? Springboard from the, study of the literary text. In other words, literary text is not an end in itself. So it could serve you, a means to, to explore, to, um,
apply your creative talent, right? This is what we mean by that. So rewriting endings through stories, role play, rewriting a narrative form from a different point of view. So, okay, you can reproduce the text from a different point of view, right? So, for example, the writer may be narrating from the first person point of view, but then after that, you can rewrite the whole story from the third person point of view, right? So this is a sort of creative language activities, right? Or in a different genre. A different genre means, so after studying a short story, you can, transform it. You can rewrite it in the form of a play, right? This is actually I did when I was in 1988 in Yangon University. We study a short story called The Loan. And then after studying that short story, I rewrote it into the form of a play. And we had a stage performance, right? So that kind of thing. So you don't just stick to one genre. You can change it, right? You can change the theme. You can change the text from one point of view to another. Okay, this is quite, very creative way of, approaching the study of literature. So another one is applying basic ESL, EFL techniques, such as close, multiple choice, and jigsaw reading. Actually, I think you are quite familiar with close and multiple choice in language learning, right? Or language teaching. But you can also make use of these techniques in teaching literature. So, for example, you may introduce a short passage with some blanks, right? Kind of close test, right? So that the students can pay special attention to the choice of words, that kind of thing, right? And then the last one, learners cannot develop literary competence without an adequate competence in language. So this is one thing we must consider very seriously. So only if you have the competence in language, right, you can also, develop your literary competence. So in other words, what I'm trying to say is literature and language study, language learning, they are overlapping, or they are, they are not mutually exclusive, right? So they are, doing good to one another, right? Okay. And then my question, right? So that we are moving on to another step, right? Teaching style in the olden days. So can you give me your prediction? Can you predict who is this gentleman? Raquel. Yeah. Okay. Give a clapping, a round of applause, right? Okay. So, and then have you ever seen this book, Palgrave's Golden Treasury? Tomimichi. Okay. Good. So what I'm going to talk about is, Dr. Tin Aung's style of delivery. Actually, I wasn't born, or I was too young to join his lectures, but I learned from the professor of Myanmar, and he was one of his students. So he shared his information about how Dr. Tin Aung deliver his lecture, right? So his style of delivery could be taken as a perfect timing, right? The classroom bell rang, the lecturer entered. The lecturer means Dr. Tin Aung entered, open palm side, just a small size, right? Palm side, Palgrave's Golden Treasury, and gave a lecture on an English poem. So he talk and talk and talk. He gave you a lecture, right? This is the lecturing style, right? So he finished lecturing the moment the bell rang. So the bell rang, he came in, he gave the lecture, and when the bell rang, right, to end the lecture, so he finished it. So this is a good example of perfect timing in literature, right? So, but we might, look at this kind of activity, I might say activity, right, from the critical point of view, right? So here we have an issue in this kind of, style of delivery. Weak students got frustrated because maybe they are quite unfamiliar with this kind of, style of delivery. So
So because the lecturer would be talking and talking without a break. He will just move on one topic to another, right? One sentence to another. So and the students had to jot down the points. So some of them they are too weak, right? So they could not jot down anything. So this is the problem. And any criticism or comment on this kind of stuff? Can you imagine the scenario of Dr. Chin Aung's in the classroom? So could you give some comment or any criticism on this kind of delivery of staff, style of delivery? I think this is quite common in universities, right? Very common in university. But any criticism or any comment would you like to share? Do you like this style of delivery or any other points of criticism? I have, pointed out one, critical point, right? So weak students could not, follow this kind of delivery or style of delivery. So this is one point. Could you provide any other criticism or any comment on this kind of style? Some comments in chat. Some teacher do said no differentiation for ESN students. This is one comment. The second comment on Winhua, limited student engagement. And Ipio Sui said there's no interaction. And Dr. also said no interactive and no time to reflect on literature. Sorry, you are criticizing Dr. Tiang, right? No, lecturer. No, I think. Sorry. Actually, we were not as smart as this, great lecturer, right? Okay. He's a product of Oxford University, you see. You are criticizing the product of Oxford University, right? Sorry about that. I'm sorry, Dr. Tiao. I apologize on behalf of my group, right? Okay. Sorry about that. Okay, so thank you for your criticism. And so here, some of the points I think you have already shared. No interaction between teachers, students, or between students, right? That is quite common in our language learning, right? Language studies, right? And no pair of activities, no group work activities. So very common in language classrooms, right? And students had no chance to raise any questions, CRG, and no raising questions, right? And so the communication is like a sort of one-way ticket, right? Okay, one-way ticket, and this is very common style of lecturing at the university level. Okay, so one-way ticket. Actually, communication is two-way. Should be two-way, right? So you always keep that in mind, so that you can communicate better. So one-way ticket or one-way communication could not be very effective to convey your message, right? This is a key concept you may always keep in mind when you are teaching. You just talk and talk and talk and talk. This is one way, and this is no good, right? So trying to have a kind of two-way communication situations, right? Okay, so that you can give a chance to the voice of the students, right? Students have their own, voice, their views. So you should give them, right? You should show your humanitarian aspect of the students, right? A personality. So you are treating students as a human, as a thinking creatures, right? Okay. So, but in the style of, lecturing style, there's no chance for, interaction or, two-way communication. Sorry about that. But that was the kind of lecturing style. I myself was a product of this kind of lecturing style. Sorry about that. So we have DEFLIT, integrating literature. So teaching English through literature, shooting two birds with a single stone. Through the study of literary texts, learners can develop their English language studies in a pleasant classroom atmosphere. So what I would urge you to do is you don't teach literature for the sake of literature, right? So you can integrate literature
and then you can also have a chance to develop your students, English language skills. Okay, this is what we are aiming at. This is our goal, right? So you are teaching literature at the same time, you are developing the students, language skills. So just to share Moody's definition of what is literature, something that springs from our inborn love of telling a story, of arranging words and pleasing patterns, and of expressing some special aspect of our human experience. So we all know that, we love stories. So from stories came down literature. Okay, in the written form, right? Okay. I think I might skip some of these. I think you may be quite familiar with this. A brief history of language teaching. I might be, going very, very fast just to give you a general picture of what is going on in language teaching. Okay, so 1990s, we have sort of, focus on what? Focus on the today's study of grammar. So focus on reading and writing, vocabulary memorization. Okay, this is what happened in the 1900s. And then in the mid 1900s, we have the Tarai method, right? So here, no chance to use their mother tongue, right? And then we have the audio-lingual method. So here, a kind of, mimicking, right? Pattern drills, right? So this is audio-lingual method. And then we move on to the communicative language teaching is an approach. So 1960s and 1970s. So an educational approach emphasizing interaction, meaningful communication, and communicative competence. Okay. So you can see that the general trend, how the language teaching has been transformed through decades, right? And then approaches could be language-based approach. Okay, this is what I would like to launch in this section, right? So literature should be the content. So you can make good use of the content of literature, the information, the ideas, the themes, the messages, right? So you may focus on the structure, form, and style, but you can make good use of the information, ideas, and things from literature. And literature could be used for what? Used for personal enrichment. So connecting the text with their own lives, okay? And then GCSE 9.1, you have the assessment objectives here. So close knowledge could win 30%. And then analyzing language form and structure could go to 40%. And besides focusing on one text, you have to, move on to beyond the boundary of one single text, right? You may draw any connections or links between two texts, and then show understanding of the relationship between text and the context. So 20%. So this is the criteria, assessment criteria in GCSE. So who is this guy? This guy is William Wordsworth, right? Okay. And what are these flowers? The daffodils, right? So we are focusing on the compare and contrast between two poems, the daffodils and two daffodils. Okay, this is, I think you may not familiar with this picture. So he has a very crooked nose, So who is this guy? Okay, he is Robert Herrick, right? So he wrote the poem Two Daffodils. So what we are doing right now is, we are going to do sort of compare and contrast, right, between two poems that deals with the same subject matter, right? So there's the subject matter under study is, the daffodils. Yeah. So just look at the pictures here. So you see this picture and you see these pictures. And my question is, what kind of atmosphere do the two pictures of the daffodils evoke, right?
So you look at the same flowers, but these two pictures could, bring to you different atmosphere, right? So the first one, could be what kind of atmosphere is there? You have the freedom, right? You have the sunshine, right? Okay, we have very fine weather. But here in this picture, the daffodils, they are not very happy, right? They do not look very happy, right? So that kind of atmosphere is there, right? So we are trying to look at these two poems, right? Okay. So the first one could have a list of more positive adjectives, right? When you are talking about this picture. And the second one, you have a list of more negative, adjectives to describe this picture, right? Okay. So we will look at the model reading of the poem. Can I share the poems? Okay, shall we listen to this? I wandered, lonely as a cloud that floats on high o'er vales and hills, when all at once I saw a crowd, a host of golden daffodils. Beside the lake, beneath the trees, fluttering and dancing in the breeze, continuous as the stars that shine and twinkle on the Milky Way, they stretched in never-ending line along the margin of a bay. 10,000 saw I at a glance, tossing their heads in sprightly dance. The waves beside them danced, but they outdid the sparkling waves in glee. A poet could not but be gay in such a jocund company. I gazed and gazed, but little thought what wealth the show to me had brought. For oft, when on my couch I lie, in vacant or in pensive mood, they flash upon that inward eye, which is the bliss of solitude. And then my heart with pleasure fills, and dances with the daffodils. Okay, so can I move on to another poet? By Robert Herrick. Fair daffodils, we weep to see you haste away so soon. As yet the early rising sun has not attained his noon. Stay, stay, until the hasting day has run but to the evensong. And having prayed together we will go with you along. We have short time to stay as you, we have as short a spring, as quick a growth to meet decay as you or anything. We die as your hours do, and dry away like to the summer's rain, or as the pearls of morning's dew, ne'er to be found again. Okay, so this is the second poem. So what we are going to do is we are going to compare and contrast, right? These two poems, right? Okay, can I share another screen? Just wait a minute. I think I've already got it. Just wait a minute, right?
Got it. Okay. So I think you have already got informed about the assessment criteria, right? Okay, knowledge of the text, for language, form, and structure, connection between two texts. Actually, this one is quite unfamiliar to most of us, right? Because we just focus on a close study of one single text, right? But here, according to this, you have to compare and contrast with the other texts you may have been taught or you may have studied, right? So this is challenging. The third criteria is quite challenging, right? You have to draw a connection. You have to make a comparison and a contrast between two texts, right? So this is challenging, right? And then you can also draw the relationship between text and the context, right? So here, so you have to do three things, right? When you are approaching the text form, you have to look at the form and you have to look into the content and you have to analyze the language, okay? So these are the three things you have to do. So you have to, when you are, analyzing the language, you have to get an extract, right? You can make a quote from the text, you write it down, and then you have to make some comment on the meaning and the effect, right? This is what you have to do when you are making an sort of objective, right, or stylistic study of a literary text. So, and the last one could be links with other poems. So you don't just end up with a study of only one single poem or one single text. You have to draw any links, right, between the two objects of study, two subject matters under study, right? So here, compare the different responses of the two poets towards the same object of study, make reference to language, form, and structure, and then support your answer with examples from the text, right? Whatever you say, it is a sort of evidence-based study of a literary text. You know what I mean? Babe pyoဆရာတို့ကကိုယ့်ရဲ့ subjective ဘက်ကိုသိမရိုင်းသွားဘူးပေါ့နော်အဲ့တော့ကိုပြောတဲ့အရာတစ်ခုကိုနော် what you say should be supported by any linguistic evidence from the text နော်စာကြောင်းတွေကစကားလုံးဖြစ်စေစာကြောင်းလိုက်ဖြစ်စေနော်အဲ့ဒါလေးတွေထောက်ပြီးတော့မှရေးမှသာလျှင်ကိုယ့်အတွက်ခိုင်မာတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘာသာကို essay ပုံစံမျိုးရေးနေလို့ရှိရင်အဲ့ဒါမခိုင်မာဘူးဒါလေးကိုကျွန်တော်ကအကြောင်းသားတွေကို when you are teaching poetry နော်ကလေးတွေကိုသင်တဲ့အခါမှာ if they are going to produce a sort of essay နော် essay ရေးရမယ်ဆိုရင်ဒီကဗျာနဲ့ပတ်သက်ပြီးတော့ essay ရေးရမယ်ဆိုလို့ရှိရင်နော်အဲ့တော့သူတို့ရေးသားတဲ့အရာတွေအလုံးဟာသူတို့ရဲ့ opinion တွေနော်သူတို့ရဲ့ views တွေဟာ should be supported by any linguistic evidence or any quote from the text နော်စာပေထဲကစာကြောင်းစကားလုံးအဲ့ဒါလေးထောက်ပြပြီးတော့မှရေးမှသာလျှင်ကျွန်တော်တို့ကဒါ reasoning power ကောင်းမယ်ဒါ logical thinking သဘောကိုလည်းပြတယ်ပေါ့နော်ဆိုတော့ဒီသဘောလေးကိုကျွန်တော်တို့ကအဲ့ trend လေးကိုကျွန်တော်တို့ကလေးတွေကိုဝင်သွားဖို့လိုတယ်ဟုတ်နော်အဲ့တော့ဆူရာကကြပြတဲ့ဘုတ်ကိုဝေဖန်တယ်နော်ဝေဖန်တဲ့ခါတိုင်းမှာဘာဖြစ်ရမလဲ should be supported by any linguistic evidence from the text နော်စာပိုက်ထဲကစာကြောင်းနေနဲ့အခုကျွန်တော်တို့နမူနာလုပ်ကြည့်မယ်နော်ဒီမှာကြပြနှစ်ပုတ်စပိုင်းကနော်ဒါလေးကိုလည်းပြီးတော့ကြာဆရာရင်တို့စီဆရာ share ပေးပါမယ် slide တွေရောကုန်ပြန် share မယ်နော်ဆိုစပိုင်းကကြပြလေးနှစ်ပုတ်နော်ဒါကြပြလေးနှစ်ပုတ်ဖြစ်ပါတယ်အဲ့တော့သတိထားမှာကlook at the century when Wordsworth was born နော် 1770 မှာမွေးဖွားတယ်1850မှာနော်ကွယ်လွန်တယ်နောက်တစ်ယောက်က Robert Herrick ကကြတော့ဘာဖြစ်လဲ1591မှာမွေးဖွားတယ်1674ဆိုတော့ they belong to different centuries နော်different centuries က different poets ဒါကိုသဘောပေါက်ထားမယ်အဲ့ဒါလေးကိုအရင်ဆုံးပြောမယ်နော်အဲ့တော့William Wordsworth and Robert Herrick belong to different centuries. But here in these two poems, right, they deal with the same subject matter, right? That is the daffodils. နှစ်ယောက်လုံးက
century မတူပေမဲ့နော်သူတို့ရေးတဲ့ကြပြနှစ်ပုဒ်ဟာနော် subject တစ်ခုတည်းကိုပဲသူတို့ဟာချင်းကတ်တဲ့နော်ကင်တွယ်တယ်ပေါ့နော်ဆိုတော့ဒီကြပြလေးနှစ်ပုဒ်ကိုဆရာတို့အသေးစိတ်လေးကျွန်တော်ပြန်ကြည့်ပါမယ်နော် okay Okay, we have already done with the model reading. Okay, shall we move on to another slide? So they have different topics and different dates of birth, right? Okay, so the defaulters and two defaulters. So first of all, I'd like you to focus on the topic, right? Okay, whatever you teach, right? You may focus on the topic. So any difference between these two topics? Of course, the same object under study, but you look at the topics and any comment, any differences? A and 2. Feel free to talk. Yes, teacher, your microphone is unmute လုပ်ပြီးပြောလို့ရပါတယ် ခေါင်းစဉ်ကြည့်ပြီးတော့ဘာပြောဒီခေါင်းစဉ်တစ်ခုကြည့်ပြီးတော့ဘာပြောချင်လဲထင်တာပြောပါမှားမှာမပြောပါ Hello, Sia. ဟုတ်ကဲ့ဆရာကြီးကျွန်တော် ပြော Oh, yes, Sia ရင်ပြောလိုက်ပါဟုတ် အော်ရတယ်ပြောပါဟောကျွန်တော်ပြောအားလုံးပြောဖို့ဟောလုပ်ထားပေးတာပါဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာဆရာကြီးဟိုပါပေါ့နော်သမီးထင်တာတော့ဆရာ the default ဆိုတော့အရှိကတည်းပါတော့သူဒီ specific ဖြစ်တယ်အဲ့ဒါမှ default ကသူကဘယ်လိုနေရာမျိုးမှာပေါက်တယ်ဆိုတဲ့ဟာမျိုးသူကအဓိကအနောက်က background information ကိုသူအဓိကပေးချင်တာပေါ့နော်ဒီ default 2 default ကြတော့ဒီ default ဒီ pan ကဘယ်လိုနေရာ background ကိုဆိုတာအဓိကspecific မလုပ်ဘဲနဲ့သူဒီ general ဆိုတဲ့ပုံစံမျိုးပြောချင်တဲ့သဘောမျိုးလို့တော့ထင်ပါတယ်ဒီဆရာဟုတ်ကဲ့ ဟုတ်ပါပြီလက်ခုပ်တီးပြအောင်လက်ခုပ် ကျေးဇူးပါ teacher ဟုတ်ကဲ့ Thank you ပါဆရာ Yes, okay. I like you to be sensitive, right, to the use of the definite article they. နော်အဲ့တော့ခေါင်းစဉ်မှာ they လို့သုံးတာနဲ့ they မသုံးတာနဲ့ဟာအဓိပ္ပာယ်အများကြီးကွာတယ် they သုံးတဲ့အတွက် the poet is a sort of recounting, right, recounting story နော်သူတွေ့ကြုံခဲ့တဲ့ story တခုကိုသူဒီဘာလို့မှလဲပြန်ပြောတာ they ရဲ့သဘောကအလုံးဒါတော့သိပြီးသားပါဒါပေမဲ့ကိုကဆရာကတော့သိတယ်ကျောင်းသူကျောင်းသားကြီးလည်းပဲ sensitive ဖြစ်စေချင်တာပေါ့နော်အဲ့ဒါ they သုံးတဲ့ပေါ့အတွက်နော် does it make a difference, right အဲ့တော့ပြောင်းလဲပါများဖြစ်နိုင်လဲဆိုရင် they သုံးတဲ့အတွက်သူဒီ specific ဖြစ်တယ်နော်သူဒီသူတွေ့ကြုံခဲ့တဲ့သူမြင်မှုတဲ့ပေါ့နော်ဟာသူမြင်ခဲ့ရတဲ့ he may have seen these flowers somewhere in the past တနည်းအားမှာကြုံခဲ့တယ်တွေ့ခဲ့တဲ့နော်ဒီပန်းတွေအကြောင်းကိုသူပြောတော့မယ်ကြပြလေးပေါ့နော်အဲ့ဒါသူ့ရဲ့ကိုယ်ရိပ်ပေါ့တနည်းအားဖြင့် personal နော် personal ဆမ်းပဲပေါ့နော် personal ဆမ်းတဲ့အတွက်ဒုတိယကြပြဒီ personal ရဲ့ဆန့်ကျင်မဲ့ဖြစ်တယ်ပါလေ general ပေါ့နော် they မပါတဲ့အတွက်ဟုတ်နော်အဲ့တော့ they ပါတဲ့ချင်းမပါချင်းဟာ it makes a great difference. The presence or absence of the definite article there in the topic could make a great difference in meaning. နော်အဓိပ္ပာယ်အများကြီးသက်ရောက်တယ်ပေါ့နော်they ပါတဲ့အတွက် personal account of personal experience နော်တခုတွေ့ကြုံခဲ့တဲ့တခုကိုပြောတာဖြစ်မယ်ဒါမှန်းစာကြီးဒါအကြောင်းသားတွေကိုအဲ့ဒါ prediction ဟာအရေးကြီးနော်အဲ့ဒါအကြောင်းသားတွေတင်တဲ့ခါမှာဘာရေးကြည့်လဲ prediction သူတို့မှန်းစာခိုင်းတဲ့အချင်းနော် you don't give it away နော်တခါတည်းပေးဖြစ်တာမျိုးမလုပ်နဲ့ let them think နော် let them come up with their views သူတို့ထင်တာပြောခွင့်ပေးပါပေါ့နော်အဲ့ဒါဒီမှာဆိုရင်လဲလမ်းချို့တွားလဲပဲကိစ္စမရှိဘူးနော်ဆရာမကပြန် feedback ပေးမှာပဲလေနော်ဆိုတော့ they ပါခြင်းမပါခြင်းဟာ that makes a great difference in meaning ဒီပဲအရန်ကွာခြားတယ်ဆိုတာလေးသဘောပေါက်ဖို့ပါအဲ့လိုပဲဆရာမပြောတာမှန်တယ် two defaulters နော်ဆိုတဲ့ခါမှာအဲ့တော့ they မပါတဲ့အတွက်ဒါဟာ general သဘောဆောင်တယ် two ဆိုတဲ့စလုံးသုံးတဲ့အတွက်เนาะကျွန်တော်တို့မြန်မာ
ကဗျာတွေသင်ငယ်ဘူးမယ်ဆိုရင်သိပါလိမ့်မယ် national ရဲ့ယထုနော်ဟုတ်ပလားယထုတွေမှာဆိုရင်ကျေးစီယထုလို့ဆိုတာမျိုးနော်လားမြန်မာစာပေမှာအများကြီးပဲကျေးကလေးကိုဓာတ်ရိုက်ပြောတာဟုတ်တယ်နော်ကျေးလေးရေငါးချစ်သူစီနော်ဒီဘက်ခေတ်ဆိုရင်လည်းပဲတွန်နေသိန်းတာနော်ကျွန်တော်မျိုးသမီးကကျွန်တော်အတန်ကတွန်နေသိန်းအတန်နဲ့တွေ့ဆိုတော့ကျွန်တော်ပြောလိုက်မယ်အဲ့တော့တွန်နေသိန်းတာရဲ့တခြင်းတစ်ပုတ်လည်းရှိပါတယ်ဗာလဲပြောပါအောင်တွန်နေသိန်းတာ လာမယ်ဆရာ သူချစ်သူနဲ့တွေ့ဖို့လေဘသူကိုတိုင်တယ်ပြလိုက်တာလေ ကျေးဇူး ဟုတ်လားမေ ကော ရော င်းတော် ဖိုးလာ ဖိုး မ လာ င်း မ ဖိုးလာ င်း မင်းနော်ဖိုးလာမင်းကိုအောင်သွဲခိုင်းမယ် ဖိုးလာမင်းပါဗျာ ဟုတ်တယ်နော်ဆိုတော့တူရဲ့သဘောကအဲ့ဒါနော်ဆိုတဲ့အတွက်တူဆိုတာဒီ defaulters ကိုနော်သူကရည်ရွယ်ပြီးတော့ဓာတ်ရိုက်ပြောနေတာဖြစ်တဲ့အခါမှာ defaulters ကတက်မဲ့မဟုတ်တော့ဘူးတက်ရှိဖြစ်သွားပြီဟုတ်ပြီနော်ကြီးငယ်လေးကိုနော်ဓာတ်ရိုက်စကားပြောတဲ့အခါကြီးငယ်လေးကတက်ရှိဖြစ်သွားမယ်ပန်းကလေးကိုနော်ဓာတ်ရိုက်ပြောတဲ့အတွက်ပန်းကလေးဟာနော်ဓာတ်တက်ရှိဖြစ်သွားမယ်ပေါ့နော်ဆိုတော့ပြောနေတာကအဲ့ဒါပဲဒီပါခြင်းမပါခြင်းနဲ့တူလေးနဲ့ခံလိုက်တဲ့အတွက်နော်ဒါလေးတွေ prediction လုပ်ခိုင်းလို့ရမယ်ပေါ့နော်ဒါလေးကိုဆရာတို့အသေးစိတ်သွားမယ်နော်ဒီမှာဆိုရင် stanza ဘယ်နှခုပါလဲအဲ့ဒါမေးမယ် stanza က၄ခုရှိတယ်နောက် line မှာ6ခုရှိတယ်ဒါလေးတွေကဒီ intro မှာရေးရမယ့်အပိုင်းတွေပေါ့နော်သူရဲ့ rhyme pattern တွေနော်ဒါကိုရှာခိုင်းမယ် ABCC ပုံစံပေါ့နော်နောက်တစ်ခါထူးခြားတာက I ကိုသုံးထားတယ်ကြပြာရဲ့အစမှာဗာနဲ့စလဲ I နဲ့စထားတယ်နော် I နဲ့စရဲဆိုကြရဘာဖြစ်မလဲ personal account နော်သူ့ရဲ့တကယ်တွေ့ကြုံခဲ့တဲ့သူ့ရဲ့ဖြစ်ပျက် first person ကိုသုံးခြင်းက you are recounting what you saw right what you experienced နော်ဒါသူ့ရဲ့ကိုယ်ရေးဆိုတာကိုသိနိုင်တယ်နောက် action verbs တွေကြည့်လိုက်မယ်ဆိုရင်စရင်မှာ slow action တွေပါတာသတိထားမိလား wandered flows ဟုတ်တယ်နော်ကြပြာရဲ့အစမှာဒီစလုံးတွေကိုကျွန်တော်က verb တွေ noun တွေ adjective တွေကိုဆရာတို့ကဘာလုပ်မလဲဆိုရင် focus လုပ်မယ်ဟုတ်တယ်နော်ဘာကြောင့်လဲ nouns တွေ verb တွေဒီ adjectives တွေကဘာကြောင့်အရေးကြီးလဲဆိုရင်ဒီကောင်တွေက keywords တွေဖြစ်တယ်နော် keywords တွေဖြစ်တဲ့တနည်းအားဖြင့်ဆရာတို့ technical term မှာတော့ဘာခေါ်လဲ content words လို့ခေါ်တာပေါ့နော်အဲ structure words နဲ့ content words ရှိတယ် content words တွေက they carry the key idea of the message နော်ဒီမှာဆိုရင် wanders ဆိုစလုံး flow ဆိုစလုံးနော်ဒီစလုံးကိုကြည့်ခြင်းအဖြစ်နော်သူ့ရဲ့လှုပ်ရှားမှုဟာနေကွေးတယ်ဆိုတာကိုတွေ့ရမယ်နော်အဲ့လိုပဲဒီ float ဆိုတာနော်သူတကယ်တော့တိမ်ကိုပြောတာဟုတ်တယ်နော်တိမ်ကိုပြောတယ်လေတိမ်ကိုပြောရင်းနဲ့နော် like a cloud လို့ပြောတဲ့အတွက်တိမ်ကိုပြောရင်းနဲ့ကြပြာဆရာရဲ့ movement ကိုတွေ့ဝိုက်ပြီးတော့ပြောနေတာဖြစ်တယ်အဲ့တော့ဇလန်းဆာရင်မှာကြပြာဆရာဒီ out in the open sky နော်သူဒီအပြင်ဘက်မှာရှိမယ်ဟုတ်နော်လေယာပြင်ထဲမှာရှိပြီးတော့မှ hills တွေ vales တွေကြားထဲမှာနော်ဖြစ်ပြီးတော့မှနော်သူဒီနေကွေးလေးပဲလမ်းလျှောက်နေတယ်သူ့ရဲ့ action က slow action ဒါလေးကိုသတိထားမယ်ဘာကြောင့်လဲသူနဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့ငှက်ဒီအဲ့လိုလုပ်ရင်းနဲ့ဖြည်းလေးရှောင်နေတွေ့တဲ့အချိန်မှာနော် defaulters တွေကိုသွားတွေ့တယ် defaulters တွေရဲ့ action ကြတော့ဘာဖြစ်လဲ quick action နဲ့ဆန်တယ်သတိထားမလားနော် fluttering dancing ဆိုတာတွေကတကယ်ကို lively ဖြစ်တဲ့ action တွေပေါ့နော်ကြပြာဆရာက slow action ဖြစ်တဲ့လောက်နော်ဟုတ်ပါနော် defaulters ကဘာဖြစ်လဲ fluttering and dancing နော် quick action တွေတွေ့ရမယ်အဲ့လိုပဲနော် defaulters တွေရဲ့ action ကမရပ်နာဘူးဟုတ်ပါနော်ကြပြာဆရာဒီနှေးကွေးတယ်ကြပြာဆရာဒီခါတည်းမှာရပ်တန့်မယ်တွေးတောမယ်ငေးမောမယ်နော်ဒါမျိုးဆိုတော့သူတို့နှစ်ခုရဲ့ action နှစ်ခုဟာမတူဘူးဆိုတာသတိလေးထားမိမယ်နော်အဲ့တော့ကြပြာဆရာကငြိမ်နေတယ်ဒီ defaulters ကကြတော့မငြိမ်လှုပ်နေတာနော်ဆိုတော့ဒီနှစ်ခုရဲ့ကွဲပြားခြားနားချက်ကိုအဲ့ဒါသတိထားဖို့လိုတယ်နောက်တစ်ခါကြပြာဆရာက I လို့ပဲပြောထားတယ် we လို့မပြောထားတဲ့အတွက်နော်အဲ့တော့ I စီတယောက်တည်းဖြစ်တယ် lonely လို့လည်းပြောထားတယ်သူနဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့နော်ဒီဆန့်ကျင်မဲ့ဖြစ်တဲ့ defaulters ကြတော့ဗာလဲအရေးအတွက်ကတော်တော်များတယ်နော်လားတပုံတပင်ကြီး a host လို့လည်းသုံးတယ် 10,000 လို့လည်းသုံးတယ်ဟုတ်တယ်နော်ဆိုတော့သူတို့ကြပြာဆရာနဲ့ defaulters နဲ့ကြားမှာနော်အဲ့တော့ကွာမှုတွေအများကြီးပဲပေါ့နော်ဟုတ်ပါနော် distance လည်းနည်းနည်းရှိတယ်သူဒီခလန်းလားပဲကြည်နေတဲ့သဘောနောက်တစ်ခါဒီ line တွေရဲ့နော် line တွေရဲ့အမူအရာလည်းပဲ dance ဖြစ်တယ်သူ့ပတ်ဝန်းကျင်တွေကဘာဖြစ်နေလဲ dancing party ဒုံမျိုးဖြစ်နေသူကတယောက်တည်းကငြိမ်နေတာပေါ့နော်ဒီမှာလည်းပဲနော်ကြပြာဆရာပို့ပြီးတော့သိအောင် contrast ကိုအဓိကသုံးတယ်နော်အဲ့တော့ကို defaulters ကလည်းကတယ် waves တွေလည်းကတယ်ဒါပေမဲ့ waves တွေကဒီနော်ဟိုဟာတွေလောက် they are not quite
gleeful as the daffodils လို့မှတ်ချက်ပေးတယ်နော် daffodils တွေကပို့ပြီးတော့အသက်ဝင်တယ်ဆိုတော့မှမှတ်ချက်ပေးပြန်တယ်ဟုတ်ပြီနော်အဲ့တော့ stanza 4နောက်ဆုံး stanza မှာ action တွေပုံများလာတယ်ပေါ့နော် flash ဆိုတဲ့စလုံးတွေသုံးတယ် feel ဆိုတဲ့စလုံးတွေသုံးတယ် dances တွေသုံးထားတယ်ဆိုတော့ stanza 1နဲ့ stanza 4နဲ့အကူအပြောင်းမှာဟုတ်ပြီနော် you can see the quite difference no in action no action မှာပထမတော့ကငြိမ်နေတယ် slow ဖြစ်နေတယ်နင်းနေကိုယ်လေးဖြစ်နေတဲ့အချိန်က stanza 4ကျတော့တကယ်ကိုလှုပ်ရွာနေတယ်ဖြစ်နေပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ကမြင်ဖို့လိုတယ်ပေါ့နော် not quick action တွေကအဲ့တော့ daffodils နဲ့ဆိုင်မယ်ပေါ့နော်အဲ့တော့ဒီ slow action က poet နဲ့ဆိုင်မယ်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ verb တွေကိုဆရာတို့ကြည့်တယ်ပေါ့နော်ဒါပေမဲ့ last stanza မှာကျတော့ a change has taken over internally နော် my heart နော်လို့ပြောတဲ့အတွက်သူကိုယ်တိုင်ကအဲ့ဒီအပေါ်မှာလဲနေတယ်ဒါပေမဲ့သူ့ရဲ့ imagination မှာ in the realm of imagination မှာတော့ he is dancing not like the daffodils နော်သူ့ရဲ့စိတ်ထဲမှာတော့သူလည်းပဲကခုန်နေတယ်ပေါ့နော်ဆိုတော့ mood ကပြောင်းလဲအဲ့ဒါလေးကိုကျွန်တော်တို့ကထောက်ပြရမယ်နော် loneliness ဆိုတဲ့ဒီ stanza 1က loneliness က mood ကဘာဖြစ်သွားလဲနောက်ဆုံးမှာတော့နော်အဆုံးသတ်မှာတော့ sharing the glee sharing the joys of the daffodils အဲ့တော့တုံးနေ move တွေမှာအဲ့လိုအပြောင်းလဲလေးတွေသတိထားမိမယ်နော်ဆိုတော့ကကျွန်တော်ပြောပြစားအကြောင်းအရာပါပဲ contrast တွေအဓိကသုံးတယ်နောက်တစ်ခါနောက်ဆုံးမှာကြပြဆရာကိုယ်တိုင်ကနော်ငြိမ်နေရနေဘာဖြစ်လာလဲ gay ဖြစ်လာတယ် gay ဆိုတာအချောက်ကိုပြောတာမဟုတ်ဘူးနော် gay ဆိုတာရှေးတုန်းကအတိတ်ပဲမှာ gay ဆိုတာ gleeful ပဲနော်ပျော်ရွှင်တာဥမြူးတာဟုတ်နော် jokan နော်အဲ့တော့ဒီစလုံးတွေကဘာကိုထောက်ပြလဲ a change of mood is coming over right internally အဲ့တော့ daffodils ရဲ့နော် description လေးကိုလည်းကြည့်မယ်ဆိုရင်နော်အဓိကဒီကြပြမှာ simile တွေကိုအချိန်ချင်းသုံးထားတာလည်းတွေ့ရမယ်နော် golden တွေသုံးတယ် stars တွေသုံးတယ် star တွေနဲ့နှိုင်းတယ် shine and twinkle ဆိုနော်အဲ့ active and lively ဖြစ်တဲ့ simile တွေဖြစ်တယ်ပေါ့နော် metaphors အနေနဲ့ရေအတွက်ကိုပြခြင်းလည်းပဲများပြားတာကိုပြောနေတာမှာ a host လို့သုံးတယ် 10,000 လို့သုံးတယ်ပေါ့နော် a very large number အဲ့တော့နောက်က contrast ကိုသုံးတယ်ဆိုတာဆိုရင်ငါပြောပြီးနော်အဲ့တော့နော်ဒီ waves နဲ့ daffodils နဲ့ကို contrast လုပ်တဲ့အခါမှာဘာတွေ့ရလဲ daffodils တွေကပို့ပြီးတော့နော်အဲ့တော့ရှင်မြူးတဲ့နေရာမှာဥမြူးတဲ့နေရာမှာသာလွန်နေဆိုတော့မှပြောထားတယ်အဲ့တော့ပြောရင်တော့ contrast ကိုကျွန်တော်တို့ကဒါကိုသိပြီးတဲ့နောက်မှာကျွန်တော်ကိုယ်တိုင်လည်းစာရေးတဲ့အခါမှာ contrast ကိုနော်ဟလာထိရောက်အသုံးပြုပြီးတော့ကျွန်တော်တို့ပြောချင်တဲ့ message တွေကိုပြောလို့ရတယ်ဆိုတာ you can learn something from this right okay contrast ကိုတုံးတတ်အောင်လုပ်ဖို့နောက်တစ်ခါ personification တွေလည်းတွေ့ရမယ်နော် personification ဆိုတာဒီမှာဆိုရင်လည်းပဲဒီ dancing and the breeze လို့သုံးတယ် tossing their heads နော် the Jokan company နော် dances with the daffodils ဒါတွေအားလုံးဟာဘာနဲ့ဆိုင်လဲ personification နဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်တို့က language ကိုလည်းထောက်ပြရမယ်နော် content ကိုလည်းပဲနော်ဘာလို့မလဲဒီ evidence based ပုံစံမျိုးနဲ့ပြောရမယ်နောက်တစ်ခါဒီသူထဲမှာသုံးထားတဲ့ literary devices တွေကိုလည်းပဲကျွန်တော်တို့ကထောက်ပြရမယ်နော် time and distance ကြည့်မယ်ဆိုရင်စဆိုင် stanza 1 2 3မှာဘာ tense ကိုသုံးထားလဲဆိုရင် past tense ကိုသုံးထားတယ်ဒါပေမဲ့ why simple present why present simple in the last stanza last stanza ကျတော့နော်ဘာကိုသုံးသွားလဲဆိုလို့ရှိရင် last stanza ကျတော့ present simple ကိုသုံးတယ်အဲ့တော့ဘာကြောင့်လဲဒါကျွန်တော်တို့ဒါအကြောင်းသားကိုမေးရမယ့်အလုပ်ဖြစ်တယ်နော်အဲ့တော့အားလုံးသိပါတယ် present simple ဆိုတာနော် universal truth တွေပြောချင်တဲ့အခါမှာ habitual action တွေပြောချင်တဲ့အခါမှာနော် permanent situation တို့ general facts တို့နော်တနည်းအားဖြင့်ဒီ last stanza မှာ something permanent is going on ပေါ့နော်အဲ့တော့အဲ့ဒါကိုဒါ implication အနေနဲ့အဓိပ္ပာယ်သွယ်ဝိုက်ပြီးတော့ပြောနေတာဖြစ်တယ်နော်ဒီ1 2 3မှာဖြစ်ခဲ့တဲ့အရာတွေဟာအဲ့ဒီမှာလည်းမပြီးပဲနဲ့ stanza 4မှာတက်ရောက်တယ်အဲ့တက်ရောက်မှုဟာခဏလေးတည်းမဟုတ်ဘဲနဲ့ဗာလဲထာဝရအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်နော်ဆိုတော့ distance အနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲပထမတော့ကမြင်တယ်ပဲပြောတာနောက်ကျတော့မြင်တယ်စောနဲ့ grace ရဲ့စလုံးတွေအဓိပ္ပာယ်ကွာတာသိပါတယ်နော် grace ကျတော့သူကကြည်နူးပြီးတော့မှကြည်တာပြီနော်အဲ့တော့ကြည်တဲ့အခါမှာစကလုံးလေးတွေကိုကျွန်တော်ကနော်သိချနော်ရှင်းပြဖို့လိုတယ်အဲ့တော့စောဆိုတာကမျက်စိနဲ့မြင်တာပဲမြင်ရုံပဲရှိတယ်နော်ခံစားချက်ဒီထဲကိုသိရောက်မလာဘူးနော် grace ကျတော့အဲ့ထဲမှာပဲကိုကပီတိနဲ့ဝန္တာပီတိနဲ့ကိုကြည့်တဲ့သဘောမျိုး gaze နော်အဲ့တော့နမူနာပြောရရင်ဘာဖြစ်မလဲ
ကိုချစ်တဲ့မိန်းမကိုကဘာလုပ်တာလဲနော်တစိမ့်စိမ့်လေးကြည်နေဆိုဒါ gaze လို့ခေါ်တယ်နော်ဟုတ်ပလားဒါကျွန်တော်ကိုယ်လေးပြောပြတော့ပါဟုတ်နော် gaze ဆိုတာဆိုတော့ကဘာလဲတစိမ့်စိမ့်ကြည်တယ်ပုံမျိုးဆိုတော့သူလည်းပဲနော်စောကနေပြမ gaze အဖြစ်ကိုရောက်သွားတာမျိုးနော်ဆိုတော့ပြောင်းလဲမှုတွေကို stanza 4မှာတွေ့ရတယ်နော်အဲ့ဒါကိုသဘောထောက်ပြရမယ်ပေါ့နော်အဲ့တော့ implications ကအတိတ်မှာဖြစ်ခဲ့တဲ့ဟာဒီနော်ဒီအတိတ်မှာ present ပေါ့ဒီမှာတော့ present လို့ပြင်ရမယ်နော် present ထိဆက်လက်ပြီးတော့ related ဖြစ်နေစေပဲဖြစ်တယ်သူ့ရဲ့ encounter ခဏလေးတွေ့ရတဲ့ encounter လေးဟာသူ့ရဲ့တသက်တာမှာသူဒီထာဝရ impact ဖြစ်တယ်ဆိုတာလေးကိုဒါဆွဲခြုံငုံကောက်ချက်ချလို့ရတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ဒီကြွာနဲ့ပတ်သက်ပြီးတော့ symbol ကြည့်မယ်ဆိုရင်ဒါ devotees က things of nature ဖြစ်တယ် beauty of nature ဖြစ်တယ်ပေါ့နော်ဒီ beauty of nature ဟာနော်ဒီကောင်ဒီခဏလေးတွေ့တဲ့တခဏမှာမဟုတ်ဘဲနဲ့တလုံးသူ့ရဲ့ဘဝချောက်လုံးမှာ positive vibes အနေနဲ့နော်သူ့ရဲ့ mood ကိုပြောင်းလဲစေနိုင်တယ်ဆိုတာဒါဒီကြွာရဲ့ဆိုလိုရင်းပေါ့နော်things of nature အဲ့တော့ဒီကြွာနဲ့ပတ်သက်တော့မှဆက်ပြီးတော့လေ့လာခြင်းတဲ့လူများရှိရင်waswa ရဲ့ကြွာတွေရှိပါတယ် the rainbow နော် lines composed a few miles by Warpton Abbey ဆိုနော်ဆိုတော့ဒီကြွာတွေကိုဆက်လက်လေ့လာလို့ရတယ်ဒီကြွာတွေနဲ့နှိုင်းရှင်လို့လည်းရတယ်ပေါ့နော်အဲ့ဒါသဘောပေါက်ဖို့ပါကျွန်တော်ဒီအဖွဲ့ထဲမှာကျွန်တော်လေးမိတ်ဆက်ပေးရရင်ဆရာမကြီးဒေါ်မိမိဒေါက်တာမိမိကြီးဆိုတာရှိတယ်သူက waswa specialist နော်ဒေါ်မိမိကြီး hello လေးပြောအောင် hello ဒေါ်မိမိကြီးဒေါ်မိမိကြီး are you there ဆရာမရဲ့ရှိတယ်ဆရာမရဲ့ micro နှုတ်ဆက်ပေးပါအောင်ဆရာမကြီးခင်ဗျာချစ်ဒေါက်တာမိမိကြီးဟုတ်ကဲ့ဆရာမလက်တွေတော့ပြအဲ့တော့ဒါ waswa specialist ဘာလို့သူ waswa ကိုလောက်ကြပြားတွေကိုPhD thesis လုပ်တာပါเนาะအဲ့ဒါလေးမိတ်ကျုံလုံးလေးမိတ်ဆက်ပေးတာ thank you ပါเนาะ shall we move on to the next one the last one เนาะဒါလေးတော့သွားလိုက်ပါမယ်เนาะနောက်တစ်ပုဒ်က two devotees ကြပြားဖြစ်တယ်အဲ့တော့များသောအားဖြင့်တော့ the devotees ကလူတိုင်းတော်တော်များများဖတ်ဖူးကြပါတယ်เนาะရင်မှာ two devotees ကြတော့နည်းနည်းလေးသိမမြင်ပါဘူးလားလို့เนาะဆိုတော့သူရဲ့ stanza အရေးအတွက်ဒီမှာမတူတော့ဟိုကောင်က stanza ၄ခုရှိတယ်ဒီမှာ2ခုပဲရှိတယ်ဟုတ်တယ်နော်တခု stanza တခုမှလည်း10 lines လောက်ပါတယ်နောက်ဇလန်းဆဆရင်သူကထူကြတာကဘာလဲဟိုတုန်းက the defaulters တုန်းကခလန်းလန်းကမြင်နေပဲလာတာခလန်းလန်းမှာပဲဟုတ်တယ်နော်ဒီမှာကျတော့မဟုတ်ဘူးနီးနီးကက်ကက်လို့ပြောလို့ရတယ်ဘာကြောင့်လဲ you လို့ပြောတယ်ဆို I နဲ့ you နဲ့ I နဲ့ you နဲ့ we နဲ့ you နဲ့ we နဲ့ you နဲ့ပြောရဲဆိုကြရဘာဖြစ်လို့လဲဒါဒီသူတို့ဟာ close နော် distance နော်ခလန်းလန်းမှာမရှိဘူးနီးနီးကက်ကက်ရှိတယ်လို့ဒါပြောလို့ရတယ်ဒီမှာအသုံးလေးတစ်ခုနော်မှတ်ချင်မှတ်ပါ apostrophe ဆိုတာနော် apostrophe ဆိုတာဘာလဲတမဲတစ်ခုကိုတက်ရှိတစ်ခုလို့တင်စားပြီးတော့မှဓာတ်ရိုက်ပြောဆိုတာမျိုးနော်အဲ့ဒါကို apostrophe လို့ခေါ်တယ်ပေါ့နော်direct address ဖြစ်တယ်ပေါ့နော်ဒါတနည်းအားဖြင့် personification သဘောလေးဆောင်တယ်ပေါ့နော်အဲ့တော့ defaulter ဆိုတဲ့ပန်းလေးတွေကိုတက်ရှိလို့သဘောထားပြီးတော့ပြောတာဆိုရင်ကကျင်းငယ်ကလေးတွေလာမင်းလေးတွေကိုနော်ဓာတ်ရိုက်ပြောတာမျိုးပေါ့နော်အဲ့ဒါဒီအင်္ဂလိပ်လိုကြတော့နော်ကျွန်တော်တို့စကားအလင်္ကာအနေနဲ့နော်ပြောမယ်ဆိုရင်တော့ဗာလဲ apostrophe လို့နော်ဒီသုံးလုံးလေးဒါ literary device ကိုနာမည်မှတ်ထားပဲနော်ဆိုရင်ပြောသွားတယ်မှာ simile metaphor တွေပါသွားတယ်နော်အခုအစ်တစ်ခုကနော် personification ရဲ့နောက်တစ်ခါ apostrophe ရဲ့နော် personification ဆိုတာဗာလဲသူလည်းပဲတတ်မဲ့ကိုတက်ရှိဖြစ်အောင်လုပ်တာပေါ့နော်မြန်မာလိုတော့တမာရီကုံလို့ပြောတယ်နော်တမာရီကုံအဲ့တော့ဟိုမှာတော့က I လို့ပြောတယ်ဒီမှာကျ we လို့ပြောတယ်အဲ့တော့ we လို့ပြောတဲ့အတွက်နော်ဆီယမဆောင်းကပြောသလိုပဲဘာသဘောဆောင်လဲ general သဘောဆောင်တယ်အဲ့တော့သူကဒီအဖြစ်အပျက်လေးကိုမူတည်ပြီးတော့မှဆွဲဆန့်တဲ့သဘောနော်ဆွဲဆန့်တာမှ personal တွေ့တဲ့အတွေ့ကနေပြီးတော့မှငါတို့လည်းပဲမင်းလိုပဲဆိုတာမျိုးဆွဲတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒါဟိုဒီကြပြာရဲ့နှစ်ပုတ်ရဲ့ကိုအဓိကကွဲပြားချက်နဲ့အချက်ကအဲ့ဒါပဲပထမတစ်ခုက personal နော် personal ပဲအဆုံးသတ်တယ်ဒီကြပြာကြတော့ personal ခဏလေးနဲ့တွေ့ပြီးတဲ့နောက်မှာ personal ကနေပြီးတော့မှခံစားချက်တွေကသွန်အားကြပြီးတော့ share သူနဲ့အတူတူသူ့ဘဝနဲ့အတူတူပါပဲတထက်သေးပါပဲဆိုပုံစံမျိုးနဲ့ we ကိုသုံးထားတာပေါ့နော်ဒါကိုသဘောပေါက်ဖို့လိုပါတယ်နောက်တစ်ခါ defaulters နဲ့နိုင်ရှင်မယ်ဆိုရင်ကြပြာဆရာကနော်ပါဇက်ကဘာမှမပြောဘူးနော်ဟုတ်ဘူးနော်ဘာမှမပြောဘဲနဲ့ဘာလို့လဲ just observe and share the joy ပေါ့နော် share the joy မှာလည်းပဲအဆုံးသတ်ကြမှာဟုတ်တယ်နော်ကြပြာရဲ့အဆုံးကြမှာ
သူ့နေရာမှာကြပြားဒီပန်းနေနဲ့တွေ့ပြီးတော့နဲ့နော် join ကမသိတာဘူးသူ့အိမ်ပြန်ရောက်တော့မှ pensive ဖြစ်တဲ့ချိန်နော် lonely ဖြစ်တဲ့ချိန်ကြမှာသူ့ရဲ့ခံစားချက်တွေပျော်ရွှင်မှုတွေကအဲ့ impact တွေကအဲ့ကြမှာ gradually ပေါ်လာတာတဖြည်းဖြည်းနဲ့ခံစားရင်နော်ရင်ခုန်လာပြီးတော့မှနော်တက်ကြွလာတဲ့သဘောမျိုးဒီမှာကြတော့မဟုတ်ဘူးနော်ဒီ two defaulters ကြတော့ခံစားချက်ကတခါတည်းဓာတ်ရိုက်ရှယ်လိုက်တာပေါ့နော်ဒီဟာသူဒီကြပြနှစ်ပုတ်ရဲ့နော်ကွဲပြားခြားနားချက်တွေဆရာပြောတာနော်ဆိုတော့မင်းဘဝလိုပဲငါတို့လည်းအတူတူပါပဲဆိုတော့မှအဲ့လိုပြောနေတာဖြစ်တယ်အဲ့တော့ဒီမှာလဲဒီ defaulters ကြပြတော့ကမှတ်မိလားမသိဘူးနော် adjectives တွေလှိုင်းသုံးတယ် similes တွေလှိုင်းသုံးတယ်နော်ဥမာလည်းငါတွေလှိုင်းသုံးပြီးတော့ပြောသွားတယ်ဒီကြပြကြတော့စလုံးတစ်လုံးပဲပြောထားတာအတော်လေးကိုထူးကြတယ် fair ဆိုတဲ့စလုံးတစ်လုံးပဲပြောပြီးတော့နော်ဒီ defaulters ကဘယ်လို how does it look like မပြောတော့ဘူးဟုတ်နော်ဘာအဲ့ဒီ simile တော့သုံးတယ်ဒါပေမဲ့သူ့ simile ဒီ defaulters ကိုနှိုင်းရှင်တာမျိုးမဟုတ်ဘဲနဲ့နော် defaulters ရဲ့ဘဝနဲ့နော်ငါတို့ရဲ့ဘဝနဲ့အဲ့လိုဘဝရင်းနှိုင်းရှင်တဲ့သဘောဖြစ်တယ် beauty နဲ့ပတ်သက်တာအဲ့ fair ဆိုတဲ့စလုံးတစ်လုံးပဲပါတယ်ဒါကိုထောက်ပြမယ်ပေါ့နော်နောက်တစ်ခါ setting မပါဟိုမှာ hills တွေ valleys တွေနော်ပါတယ်ဟိုကြပြမှာဒီမှာကျတော့ setting ကိုမှန်းဆလို့မရဘူး indoor လို့ပဲယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲပန်းလေးတွေညှိုးနွားနေတာမြင်တဲ့အခါနော်အဲ့တော့ကျွန်တော်ထင်တယ်ကိုရှိကနော်အဲ့ဒီ vase လေးပေါ့နော် flower vase လေးအဲ့တော့ပန်းအိုးလေးတွေကပန်းလေးတွေနော်မနေ့မိုးလင်းမှာမြင်တဲ့အခါနော်မနေ့မိုးလင်းမှာနွမ်းဖတ်နေတယ်ဆိုတော့အဲ့ဒါဥပေါ်မှာဆိုတော့ကျွန်တော်တင်တဲ့သူ့ရဲ့ setting ဒီ indoor ဖြစ်ဖို့များတယ်ပေါ့နော်ဒါကောက်ချက်ချကြည့်တာနော်အချိန်ကာလကပြောထားတဲ့ morning လို့ဘယ်လိုပြောလဲဆိုရင် the early rising sun has not attained his noon ဆိုမှ stanza 1မှာနော် time setting ကိုတော့ပြောထားတယ်အဲ့တော့ဒီ spatial setting နေရာကိုတော့ပြောမထားဘူးပေါ့နော်နော်သူ့ beauty ဟာနော်ဆို defaulters ရဲ့ beauty ကကြတော့သူ့ကိုအရန်ကိုပျော်ရွှင်မှုကိုပေးတယ်ဘယ်လောက်ထိပေးလဲ eternal joys နော်သူအသက်ထက်ဆုံးနော်ပျော်ရွှင်မှုကိုပေးတာခုဒီကြပြာမှာကြတော့ဒီပန်းလေးရဲ့အလှကနော်ဝမ်းနဲ့မှုကိုပဲပေးတယ်ပေါ့နော်အဲ့ဒါ weep ဆိုတဲ့စလုံးသုံးထားတယ်နော်အဲ့တော့ဒီမှာခံစားချက်ကိုပြောတဲ့ခါမှာကြပြာဆရာတွေဟာနော်ဒီ vowels တွေကိုနော်လှိုင်းသုံးတယ်ဘယ်လို vowels တွေလဲ long heavy vowels ဒီမှာအတန်ထွက်ဖတ်ကြည့်မယ်ဆိုရင်နော်ဖတ်တဲ့ခါမှာ sorrow ဆိုတဲ့အဓိပ္ပာယ်ပေါ်အောင် weep see stay day pray go decay die dry away အဲ့လိုအတန်ရှည်ကြီးတွေသုံးထားတယ်အတန်ရှည်တွေသုံးတာဒီ it reflects the mood sorrowful mood of the poet နော်ကြပြဆရာရဲ့ဝမ်းနည်းနေတဲ့လေသံနော်ဖြစ်စီတယ်ပေါ့နော်ဒါကိုထင်ဟပ်ပြတယ်ပေါ့နော်အဲ့တော့ fair devil လည်းပြောပြရတယ်သူ့ရဲ့ beauty ကြောင်းကိုမပြောတော့ဘူးနော်ဘာဖြစ်လို့လဲ you haste away so soon ဆိုမှအဲ့တော့မင်းကအစိုးရှိသေးတယ်နော်နွမ်းဖတ်နေတာပါလားဆိုတော့မှနော်အဲ့တော့ defaulters နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် rhythm ချင်းလည်းမတူဟိုမှာတော့ကကျတော့ 4-beat rhythm ဟုတ်ပါနော် 4-beat rhythm ဆိုတာ I wander lonely as the cloud that flows on high over vales and hills when all at once I saw a crowd a host of golden daffodils ဆိုတော့ daffodils ဆိုမှာ regular rhythm ကိုလိုင်းကြီးသုံးသွားတယ်ဟုတ်ပါနော်သို့တော်လည်းပဲ two defaulters မှာကျတော့သူ့ရဲ့ rhythm က irregular rhythm နော်အဲ့တော့စာကြောင်းတွေကအဖြတ်တောက်တွေများနေတယ်ပေါ့နော်ဆိုတော့ဒီအဲ့ဒါကိုဆရာတို့ကျွန်တော်တို့ခေါ် enchantment လို့ခေါ်တယ် enchantment ဆိုတာစာကြောင်းကိုပြီးအောင်မသွား line တစ် line ကိုပြီးအောင်မသွားဘဲနဲ့နောက်တစ် line ကန့်လန့်ကြီးမှာနောက်တစ် line ကိုကူးသွားတာမျိုး enchantment ပေါ့နော်ဒီမှာဆိုရင်နမူနာပြထားပါတယ်အဲ့တော့ပုံမှန်ဆိုရင် but they outdid the sparkling waves and glee က one line တက်လုပ်လို့ရတယ်အဲ့ဒါကို but they ကတခြား outdid ကတခြားအဲ့ဒါမျိုးပေါ့နော်အဲ့တော့ဒီကြပြမှာအဲ့တော့နောက်ထပ် enchantment နဲ့ပတ်သက်ပြီးတော့မှနော် example လေးတွေထပ်ရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အဲ့တော့ we weep to see you haste away so soon until the hazing day has run ဆိုတော့သူ့ရဲ့ rhythm ကတကယ်ကို broken rhythm လို့ပြောလို့ရမယ်နော်ဟုတ်ပါနော်ဆိုတော့ we ဆိုမှ will go ကနောက်တစ်ကြောင်းကြမှာလာတာ enchantment ရဲ့သဘောပေါ့နော်ဆိုတော့ပြေမရှိဘူးပေါ့ပြောရရင်ပြေမရှိပုံမှန်ဆိုရင် we will go with you along ဆိုတော့အဲ့လိုတစ် line နဲ့ဖြစ်ရမှာကို broken နော် line တွေဖြစ်နေတာကိုသတိထားမိမယ်ဒီကနေဆရာတို့ကဘယ်လိုကောက်ချက်ချမှာလဲ why broken line ဆိုတော့ဒါဟုတ်ဒီမှာဆိုရင် we die ဆို
SUR do and dry away ဆိုမှာတကယ်ဆို dry away စတဲ့ရေးလို့ရရတာ ਨੇ away ကိုနောက်ကြောင်းကိုရွှေ့ပြတာမျိုးဒါကို enchantment လို့ခေါ်မှာနော် why ဒါကြောင့်ဒါမျိုးဘာကြောင့်လုပ်တာလဲဆိုတော့နော်သူဒီ mood ကိုပြတယ်နော်သူ့ရဲ့ mood ကတကယ်ကို sorrowful mood ဖြစ်နေတယ်နော်အဲ့တော့မြင်ဒီပန်းလေးတွေနွမ်းဖတ်နေတာမြင်တဲ့အခါမှာသူ့ရဲ့ mood ကချက်ချင်းပျော်ရွှင်တဲ့ mood မဟုတ်ဘဲနဲ့ sorrowful mood ကိုပြောင်းသွားတယ်တနည်းအားဖြင့် broken heart ဖြစ်တယ် broken rhythm ဖြစ်တယ် broken lines တွေနော်အဲ့တော့ symbol အနေနဲ့ဆိုရင်ဒါဟာ beauty enjoying beauty symbol လို့ပြောလို့မရဘဲနဲ့ကြည်အဲ့တော့နွမ်းဖတ်နေတယ်သေဆုံးတယ်အဲ့စလုံးတွေပဲပါတဲ့အတွက်ဒါဒီဘာ symbol ဖြစ်မလဲ symbol of law and law of transience ဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒါကို stanza by stanza ကြည့်ရင်တွေ့နိုင်တယ် metaphor တွေ personification တွေဒါတွေအလုံးက law of transience နောက်တစ်ခါ as short as spring နော်အဲ့တော့နော်တူတောင်းတယ်လို့ပြောနေ spring နဲ့နိုင်တယ်နော် decay နော်နောက်က summer's rain ဆိုနော် summer မှာရွာတဲ့မိုးဟာဖြောက်ရွာပြီးဒီခါတည်း dry up ဖြစ်သွားတယ်လीဟုတ်လားအဲ့လိုပဲ morning ရဲ့ dew drops တွေဟာလည်းပဲ when the sun comes out it just dry vaporize away နော် so never to be found again ဆိုအားလုံးဒီမှာသုံးထားတဲ့ဒီ similes တွေအားလုံးကလည်းပျော်ရွှင်စရာ simile မဟုတ်ဘဲနဲ့နော်ဘာနဲ့ဆိုင်တဲ့နော် simile လဲ the law of transience နော်ဒီသင်္ခါရရဲ့သဘောတရားနဲ့ဆိုင်တဲ့ simile တွေကိုပဲသုံးထားတာတွေ့ရပေါ့နော်အဲ့တော့သူ့ရဲ့ message ကတော့ဗာလဲ we all must die and disappear နော် from on this earth one day like the withering daffodils or like anything on us နော်တစ်ချိန်ချိန်မှာငါတို့လည်းဒီပန်းလေးလိုသိကြရမယ်ဆိုတော့နော်ဒီတန်ဝေကခဗျာလို့လည်းပြောလို့ရမှာပေါ့နော်အဲ့တော့ဒီကဗျာဖတ်ပြီးတဲ့အခါမှာအဲ့တော့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေကဒီကဗျာတစ်ပုဒ်ချင်းပုံမှာကိုယ့်ရဲ့ personal reaction လည်းပဲရှိလို့ရတယ်နော်ဒီကဗျာဖတ်ပြီးတဲ့အခါမှာကိုယ်ခေါင်းထဲမှာဘာအတွေးရောက်လာလဲနော်ဟုတ်နော်အဲ့ဒါတွေကိုရှိလို့ရမှာပေါ့ဆိုတော့ဒီအဲ့တော့ Herrick နဲ့ပတ်သက်ပြီးတော့နော်ဆက်လက်ပြီးတော့လေ့လာခြင်းရင်ဒီမှာနမူနာလေးပေးထားပါတယ် to the virgins to make much of time ဆိုကြဗျာရဲ့ Born Julius Close ရဲ့နော်ဒါဒီကြဗျာလေးတွေကိုဒီခုပြောတဲ့ to daffodils ကြဗျာနဲ့ရှင်းတွဲပြီးတော့ဖတ်လို့ရတယ်ပေါ့နော်အဲ့တော့အဆုံးသတ်ကတော့ assessment ကိုကြည့်မယ်ဆိုရင်ဆိုပိုင်းကကျွန်တော်တို့ဒီကြဗျာကိုကျွန်တော်တို့ဟာ knowledge ဘယ်လောက်သိလဲဆိုတာပြောခဲ့ရမယ် language တွေ form တွေ structure တွေပြောရမယ်အခြားကြဗျာပုံနဲ့လည်းနိုင်ရှင်ပြောတတ်ရမယ်ပေါ့နော်ဒါက assessment အပိုင်းပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ references တွေပါအဲ့တော့2 3အဲ့တော့ကျွန်တော်ထင်တယ်မေခွန်မေးစရာရှိရင်မေးလို့ရပါတယ် thank you for your attention thank you so question and answer time နည်းနည်းလေးတော့အချိန်လေးတော့မရလဲ you can go beyond the limit time I hope ဟုတ်ဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ကဲ့မိကုန်းနေတော့ရှိမှာပဲအဲ့တော့လေမိကုန်းမေးချင်တဲ့သူတွေက you can raise your hand or you can also drop in the chat box เนาะကျွန်တော်အစင်ဟိုလက်ထောင်တဲ့လူပြောရင်မေးခိုင်းမယ်ပြီးရင် chat box ထဲကကျွန်တော်ဖတ်ပြီး chat box ကကျွန်တော်ဖတ်ပေးပါမယ်เนาะဟုတ်ဆရာကြီးရဲ့ဒီ workshop ကဗျာနဲ့ပတ်သက်ပြီးတော့မေးခွန်းမေးမြန်းတာမေးချင်တာရှင်မေးလို့ရပါပြီယူလို့ရဟိုချက်ပေါက်မှာရေးလဲဆရာမြင် I can read ဟုတ်ကဲ့ဆရာကြီးကျွန်တော်လည်းဖတ်ပြပါမယ်ဆရာကြီးဟုတ်ကဲ့ဟုတ်ချက်ကတော့ဆရာကြီးထပ်ပြီးတော့ဒါမျိုးလေးလုပ်ပေးရင်ကောင်းပါပဲလို့ရေးထားပါတယ်ဆရာကြီးဟုတ်ကဲ့ဆရာကြီးအဲ့လိုနှစ်ပုတ်တွဲကျွန်တော်စုထားတဲ့ကြပြားတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးရှုတော့အကြောင်းအရာ object တစ်ခုတည်းကိုပဲ same object ကိုပဲ different points of view အဲ့ဒါမျိုးကြပြားလေးတွေကျွန်တော်စုထားပါတယ်ဖြစ်နိုင်ရင်စာအုပ်လေးထုတ်ဖို့စိတ်ကူးတာပေါ့လေအဲ့ဒါကြောင့် thank you ဆရာကြီးဟိုလေးဟိုကျွန်တော်ကတော့ဗာနဲ့ဆိုင်ဟိုဆရာကြီးစီကစာအုပ်တွေဘာတွေမှာကျင်လို့ရှင်တချို့ကကျွန်တော်မေးတာပေါ့နော်သူတို့ဘယ်မှာဝယ်ရမှာလဲတို့ဟိုဆရာကြီးထွက်တဲ့စာအုပ်တွေလည်းအများကြီးရှိရဆိုတော့လေဟိုဆရာကြီးစီတအုပ်ထဲကျမှားမှာလဲအားနာကြပုံပေါ့အဲ့တော့ဆရာကြီးစာအုပ်တွေဘယ်မှာဝယ်လို့ရလဲဆရာကြီးကျွန်တော်တော့စိတ်ကူးချိုမှာရှိမှထင်ပါတယ်နော်ဟုတ်ကဲ့ပါဆရာတပုတ်ချင်းမှာလည်းပဲကျွန်တော်မှရှိရဆိုရင်ကျွန်တော်ဟိုစာရိတ်ကပို့ပေးပါမယ်ဟိုအားပေးတာကိုကျေးဇူးတင်တဲ့အနေနဲ့ပါဒီမှာ ED တယောက်ကမေးထားလေးเนาะကြည့်ကြအောင်เนาะ background လုံးဝမသိတဲ့
နော်ကြပြာတစ်ပုဒ်ကိုတဲ့နော်ဘယ်လို appreciate စလုံးလဲဆိုတော့အခုကြပြာလေးနှစ်ပုဒ်ကိုအဲ့တော့ကျွန်တော်တင်သွားတဲ့အချိန်ကနည်းနည်းလေးနည်းတယ်ပေါ့နော်တနာရီလေးဆိုတော့နှစ်ပုဒ်တနာရီလေးနဲ့နှစ်ပုဒ်တင်သွားတာဖြစ်တဲ့အတွက်နည်းနည်းတော့ rush နည်းနည်းဖြစ်တယ်ဒါလေးကိုကျွန်တော် share ပေးမယ် share ပေးပြီးတော့မှဒါလေးကိုအခြေခံပြီးတော့လေအဲ့တော့ဘာ language အဓိက language form structure အဲ့ဒါကို focus လုပ်ပြီးတော့မှလေ့လာမယ်ဆိုရင်နော် appreciate လုပ်လို့ရသွားမှာနော်ပြန်ပြောရမယ်ဆိုရင်နော်အဲ့တော့ Samuel မှာနော်ခုလိုမျိုး GCSE တို့ဘာလို့ဖြည့်တဲ့အခါမှာ unseen နေလာတယ် unseen နေလာတယ်ဆိုတော့ကိုကအဲ့လိုမျိုး unseen ကြပြာတစ်ပုဒ်ကိုဝေဖန်နိုင်ဖို့နော် appreciate လုပ်တတ်ဖို့အရေးကြီးတယ်ပေါ့နော်ရေးကြီးတဲ့အတွက်အခုဒါကျွန်တော်လောက်သွားတဲ့နမူနာလေးကိုပြန်ပြီးတော့ခေါင်းအေးလေးပေါ့နော်အခုလောစေတော့ကျွန်တော်တင်သွားနည်းနည်းမြန်သွားမှထင်ပါတယ်ကျွန်တော်တီးလိုက်တယ်နော်များတယ်ပေါ့ပေးချင်တာများသွားပြီးတော့နောက်နော်ဟုတ်လားအဲ့ language teaching mind တွေလည်းကျွန်တော်သွားပြီးတော့ပြောလိုက်လို့နော်ဆိုတဲ့အခါကျတော့အားလုံးသိစီခြင်းတော့ language teaching mind တွေပြောသွားတော့နည်းနည်းဟွာတော့များသွားတယ်အဲ့တော့ language ခုပြတဲ့ကြပြာနဲ့ပုံနှိုင်းရှင်တဲ့အပိုင်းလေးကိုနော်ဆရာတို့ဒီဆရာရင်တို့ကနေပြီးတော့နော် share ပေးမယ်လေ share ပေးတဲ့အခါအဲ့ဒါကိုအသေးစိတ်လေးပြန်ပြီးတော့ခေါင်းအေးလေးထားပြီးတော့လေ့လာပေါ့နော်လေ့လာလို့ရှိရင်တော့နောက်အဲ့လိုမျိုး unseen ကြပြာဘုတ်တွေ့ပြီးဆိုရင်ဘယ်လိုချင်းကပ်ရမလဲဆိုတော့စဆိုင်ဆိုတော့ topic ကိုကြည့်မယ်နော်ဒီ topic ကဘာထူးခြားလဲဒါမျိုးပေါ့နော် significance of the topic အရင်ဆုံးကြည့်တယ်နောက်တစ်ခါ stanza ဘယ်နှခုပါလဲ form ကိုကြည့်မယ် form ဆိုရင်လည်းပဲအဲ့လို uniformity ရှိတဲ့ form ရှိတယ်အခုဒုတိယကြပြာဆိုရင် uniformity မရှိဘူးဟုတ်တယ်နော် broken နေဖြစ်နေဘာကြောင့် broken ဖြစ်လဲဘာကြောင့် uniformity ရှိလဲဆိုတာကိုတစ်ဆင့်ထပ်ပြီးတော့စဉ်းစားမယ်ဟုတ်ပြီနော်အဲ့တော့ပထမကြပြာကကျတော့ဒီ musical ဖြစ်တယ် lyrical ဖြစ်တယ်ပေါ့နော်အဲ့တော့ဒုတိယကြပြာကျတော့ lyrical မဖြစ်တော့ဘူးနော် musical မဖြစ်တော့ဘူးသူဒီကြေကွဲနေတဲ့ဘောဖြစ်တဲ့စာကြောင်းတွေကို chopping down ခေါ်တော့ပေါ့နော်စာကြောင်းတွေကိုခုတ်ထစ်ထားတဲ့အတိုင်းပဲဟုတ်တယ်နော်အဝေးဆိုတဲ့စလုံးကလည်း line တစ် line ဖြစ်ချင်းဖြစ်သွားတယ်ဟုတ်တယ်နော်ဆိုတဲ့အခါကျတော့ဒါလေးဘာကြောင့်လဲဆိုတာ why ပေါ့နော်အဲ့မှာစပြီးတော့ start thinking about that နော်ဘာကြောင့်သူ့ရဲ့ form ကဒီလိုကြီးဖြစ်နေရတာလဲပေါ့နော်တကြောင်လုံးကြီးရေးလို့ရရတာနဲ့ပေါ့နော်ဟုတ်လားဒီတကြောင်နဲ့ရေးလို့ရတာဘာကြောင့်အဝေးကိုအောက်ဆုံးကြီးပို့လိုက်တယ်ဒါမျိုးပေါ့နော်အဲ့ဒါကိုစပြီးတော့စဉ်းစားမယ်ကျွန်တော်တို့က mood ကိုစဉ်းစားမယ် tone ကိုစဉ်းစားမယ်ဟုတ်ပြီနော် form ကိုကြည့်ပြီးတော့မှကြပြာဆရာရဲ့ tone ကြပြာဆရာရဲ့ mood ကိုမှန်းဆမယ် explore လုပ်ကြည့်မယ်နော်အဲ့လိုလုံရင်လုံနေပဲနောက်တစ်ခါနော်တုံးနေမှုတွေကိုဘာကိုလဲကြည့်မလဲ language ကိုလည်းကြည့်မယ်နော်ကြပြာဆရာသုံးထားတဲ့အဲ့တော့စကလုံးတွေဆိုရင်ဆရာ action verb တွေပြောသွားတယ်ဟုတ်တယ်နော် action verb တွေမှာချိုးက slow action ရှိမယ် slow ချိုးက quick action slow ဘာကြောင့် slow ဖြစ်တာလဲနော် quick ဘာကြောင့် quick ဖြစ်လဲအဲ့ဒါကိုဆရာတို့ကဆက်ပြီးတော့စဉ်းစားရမှာနော်ဟုတ်ပြီနော်တနည်းအားဖြင့်ကိုပြောစဉ်းစားတဲ့အခါမှာကြပြာဆရာသုံးဆွဲတဲ့စကလုံးကို focus လုပ်ပြီးတော့ကြည့်မယ်ပေါ့နော်ကြပြာဆရာဘာကြောင့်ဒီစလုံးသုံးထားလဲဒီစလုံးသုံးတဲ့အတွက်ကြပြာတစ်ပုဒ်လုံးရဲ့ theme ကိုဘယ်လိုတက်ရောက်လဲအဲ့ဒါကိုခြုံ holistic နော် view ကိုလည်းဆရာတို့ကြည့်မှာဖြစ်တယ်နော်โอเคနော်ဒါဆိုရင်နည်းနည်းလေးတော့ idea လေးနည်းနည်းရမှာထင်ပါတယ်နောက်တစ်ခါဒီမှာဆရာတချို့ကတဲ့ကျောင်းသားတွေကိုကြပြာအသစ်တစ်ပုဒ်ရေးခိုင်းတယ်ဟုတ်ပြီအဲ့တော့ခေါင်းစဉ်ပေးပြီးတော့မှရေးခိုင်းတယ်ဒါကောင်းလားဆိုအဲ့တော့ဆိုရင်ကကျွန်တော်ပြောတဲ့အထက်မှာလည်းပါမယ်နော်ကြပြာတစ်ပုဒ်စာတစ်ပုဒ်ဟာသင်ပြီးယုံနဲ့မပြီးသွားဘူးနော်ကျွန်တော်ကဘယ်လိုသွားမလဲ it should go beyond the text နော်ဒီစာသားရဲ့ဟိုးဘက်ကိုကျော်လွန်သွားဖို့လိုတယ်ဆိုတဲ့အတွက် personal response တွေ personal reaction တွေပါစေချင်တယ်အဲ့တော့ကျောင်းသားကိုယ်တိုင်ရေးခိုင်းတဲ့အခါမှာကျောင်းသားရဲ့နော်ဘာကိုလုပ်လို့ရလဲ creative talent နော် creative talent ကိုလည်း wetting ပေါ့သူ HETTI wetting ဆိုတာတွေးပြီးလို့ဓာတ်တွေးလို့တွေးပြီးလို့ဘောတက်ရောက်တယ်ဒါကတော့ကျွန်တော်တို့မြင့်မြတ်မာမာပြောတာပါတကယ်တမ်းကျွန်တော်တို့မြန်မာနိုင်ငံနေထားအကြောင်းသားတွေအနေထားကကြပြာတစ်ပုဒ်ဆက်ဖို့ကြတော့နော်တော်တော်လေးခက်ရင်ပါတယ်ဟုတ်ပြီနော်တော်တော်လေးခက်နေဆိုတာနိုင်ငံသားဆိုရင်တော့ရတယ်ဗျာနိုင်ငံသားအကြောင်းသားတွေဆိုရင်တော့သူတို့ရဲ့ language ကဘာဖြစ်နေလဲသူတို့ရဲ့ native language ဖြစ်နေတာဟုတ်ဆိုတော့မြန်မာအကြောင်းသားတွေအနေနဲ့အင်္ဂလိပ်ကြပြာတစ်ပုဒ်ကိုသင်တယ်သင်ပြီးတော့နောက်အင်္ဂလိပ်လိုရေးဆိုရင်ကြတော့နည်းနည်းလေးတော့ဒါ challenging တော့ဖြစ်တယ်တိုးတော်လည်းပဲကလေးတွေကိုအတန်းနဲ့မရေးခိုင်းဘူးဘာလို့လို့ရလဲเนาะသူတို့ကိုအုပ်စုဖွဲ့မယ်လေ၄ယောက်တစ်ဖွဲ့၂ယောက်တစ်ဖွဲ့အဲ့လိုဖွဲ့ပြီးတော့မှ poster လိုမျိုးလေးလုပ်ခိုင်းလိုက် poster လေးလုပ်ပြီးတော့မှသူတို့ကိုယ်တိုင် illustration လေးလည်းလုပ်ခိုင်းအဲ့ဒါဆိုရင် they will be proud of themselves to have created such a thing เนาะငါတို့ကြပြာတစ်ပုဒ်ရေးနိုင်တယ်ကွာဆိုတာမျိုးလေးเนาะအတန်းထဲမှာလည်းအတန်းနိုင်ရနေမှာလည်းသူတို့ရေးတဲ့ကြပြာလေးတွေကို
နော်အဲ့တော့ wall poster အနေနဲ့ဘာလို့ထားမလဲကတ်ထားပြီးမယ်အဲ့ဒါဆိုရင်သူတို့ကိုယ်တိုင်လည်းကြည်နပ်မှု satisfaction ရမယ်ကြပြားတွေကိုလည်းပို့ပြီးတော့ချစ်လိုက်နိုင်တယ်နော်သူ့ရဲ့ဒီ outcomes တွေတနည်းအားဖြင့်ရိုက်ခတ်မှုတွေကနော်ကောင်းတဲ့သဘောလိုပဲယူဆပါတယ်နည်းနည်းလေးတော့ challenging ဖြစ်တာမှန်တယ် good method လို့နော်လုံးဝ 100% good method တော့မဟုတ်ဘူးတိုးတော်လည်းပဲကလေးတွေကိုသူတို့ imagination ပြောရင်ကလေးတွေရဲ့စိတ်ကူးကကျွန်တော်တို့တောင်ပို့ပြီးတော့စမ်းကြည့်တာအားလုံးသိပါတယ်ငယ်ငယ်တုန်းကနော်ကလေးတွေကစိတ်ကူးကပို့ပြီးတော့စမ်းကြည့်တယ်ကျွန်တော်တို့တောင်မှ imagination ပိုကောင်းတယ် fertile imagination ကျွန်တော်တို့ကတောင်မှတုံးသွားပြီ dull imagination ဖြစ်ကုန်ပြီနော်ဆိုတော့အဲ့လိုအရွယ်လေးတွေမှာနော်တွေးတတ်တဲ့စိတ်ကူးရင်တတ်တဲ့အရွယ်လေးတွေမှာကြပြားလေးတွေရေးခိုင်းတာဟာကောင်းတယ်လို့ပဲယူဆတယ်ဒါပေမဲ့ဘာလို့လဲ scaffolding ပေါ့နော်အဲ့တော့ကြပြားဆရာတင်တဲ့ဆရာက scaffolding ဆိုတဲ့ရှေ့ကနေ model လေးနည်းနည်းလုပ်ပြရမယ်ပေါ့နော် model လေးလုပ်ပြမယ်စကလုံးလေးတွေပေးတာမျိုးပေးမယ်နော်စကလုံးလေးတွေပေးမယ်ပေးပြီးတော့မှရေးခိုင်းရင်တော့သူတို့ထွက်လာမယ်ထင်ပါတယ်အဲ့ဒါအကောင်းဆုံးကောင်းတဲ့ဘက်ကကြည့်တာပါ thank you ပါဟုတ်ကဲ့ဆရာကြီးဟိုလေးဟိုချစ်ဆိုတဲ့အကောင့်လေးကျွန်တော်ဟိုသူပြောမေးခွင့်ပေးလိုက်ပါအောင်လက်ထောင်ထားလို့ပါဆရာချစ်ဟိုလေးမေးလို့ရပါပြီနော်ဟုတ်ကဲ့ဆရာဟိုလေးတမိကြပြပေါ့ဟိုလိုဟာတာကြပြလေးတွေတင်လို့ရှိရင်ရောဘယ်လိုလုပ်ပေးအဆင်ပြေလဲဆရာ limerick ကြပြလေးပေါ့ဆရာဆိုတော့ဒီနောက်တိုင်းသူတို့ western ကသူတို့ကြည့်တဲ့ဒီဟာတာအမြင်နဲ့ဒီကိုရီကမြန်မာနိုင်ငံကြည့်တဲ့ဟာတာအမြင်မတူဘူးဆရာမတူတဲ့ခါကျတစ်ခါကျတင်းနဲ့လေဘယ်လိုပြောမလဲတမိကတင်ပြီးကိုယ့်အကူတင်ပြီးကိုယ့်အကူပဲရည်နေရတယ်ကျောင်းသားတွေကဒီဟာတာကိုဟာတာကြပြလို့မမြင်ဘူးပေါ့နော်ခါကျတယောက်လည်းတင်ပြီးတယောက်လည်းရည်ပြီးပြန်သွားတဲ့အခြေအနေလည်းရှိတယ်ဆရာဟာတာကြပြလို့ဆိုပေမဲ့လေကျောင်းသားတွေကဒီ sense ကိုသူတို့ကမရဘူးပေါ့နော်အခုနောက်ကဟို nature တို့ဘာတို့ဒီဘာတို့ကြတော့တင်ရတာတော့ပို့ပြီးတော့အဆင်ပြေမဲ့တယ်ဒါမှဟာတာကြပြကြတော့လေသူတို့အဲ့ sense ကိုဆရာသူတို့ရဲ့ sense ကိုရီးယား sense နဲ့သူတို့ sense ကကွာနေတဲ့ခါကျတော့လေရုပ်ကိုအဲ့ limerick တွေတင်ရမယ်လို့ကျောင်းအနေနဲ့ပြဋ္ဌာန်းထားလားဟုတ်ကဲ့ဆရာဟို textbook ထဲမှာပါတယ်လို့ဆရာပါနေပါနေတော့အဲ့ဒါပြော scaffolding လုပ်ဖို့လိုတယ် scaffolding ဆိုတာဒီကဗျာဟာရည်စရာဖြစ်အောင်နော်တနည်းအားဖြင့်ဒါ distortion တွေဘယ်လိုသုံးထားတယ်ဆိုတော့အဲ့ဒါပေါ့နော်အဲ့တော့ normally ကကျွန်တော်တို့ကဒီ night ရှင်တာလေးတွေပေါ့နော် night ရှင်တဲ့ဒီတနည်းအားဖြင့်အတန်တွေဒီခါလေးမှာ exaggeration တွေပေါ့နော်အဲ့တော့ကျွန်တော်ထင်တယ်သူတို့ကို exaggeration ရဲ့သဘော distortion ရဲ့သဘောတွေနည်းနည်းလေး caricature ရဲ့သဘောအဲ့ဒါလေးကိုနည်းနည်းလေးပြောရမယ်ထင်တယ်နော်အဲ့တော့ဘာခေါ်မလဲတချို့Humpty Dumpty လို့ပါဟုတ်လားအဲ့ကြပြားတွေပါဆိုရင်လေကျွန်တော်တို့ကရည်စရာလို့မမြင်ဘူးပေါ့နော်အဲ့တော့ပုံလေးဖြစ်နိုင်ရင် scaffolding ဆိုတဲ့ပုံလေးတွေလည်းနော်ကာတွန်းပုံလေးတွေနော်အဲ့ဒါ YouTube တို့ဘာလို့လဲမှာလဲအဲ့လိုမျိုးဟာတာဆန်ဆန်မျိုးဖြစ်တဲ့နော်ဒီဟာလေးတွေဖွင့်ပြရင်တော့ဒါဟာတာလုံနေပါလားဆိုတာတော့သဘောပေါက်မယ်ဆိုတာကကြပြားကြီးပဲတက်စာသားကြီးပဲတက်ဆိုရင်တော့သူတို့ကဒါရည်စရာလို့မြင်မှာမဟုတ်ဘူးနော်အဲ့တော့ကိုကဒါဟာတာဖြစ်ကြောင်းကိုသိအောင် caricature ဆန်ဆန်မျိုးကာတွန်းလိုဟာမျိုးနော် YouTube ထဲမှာလည်းမျိုးရှိရတယ်နော်ရည်စရာပုံစံမျိုးလေးနော်ဖြစ်တဲ့ခါလေးကိုရွေးပေါ့နော်အဲ့ဒါလေးကိုပဲဗီဒီယိုလေးကိုပဲရွေးပြီးတော့ပြပြင်ဒါဆိုရင်တော့this is something funny ပေါ့နော်ဟုတ်ပလားအဲ့လိုလေးဟုတ်ကဲ့သွားလို့ရမှာတယ် thank you ပါဟုတ်ကဲ့ပါဆရာကျေးဇူးပါဟုတ်ကဲ့ဆရာကြီးကျေးဇူးပါဟိုမိပေးတဲ့ချစ်အကောင့်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာကြီးတော့မိကုန်းလေးနည်းနည်းရှိပါတယ်ဆရာကြီးဟုတ်ကဲ့ပြောဟုတ်ဆရာစမောမိထားတာထင်ပါတယ် language through literature ရှုထောင့်ကလေ့လာရမှာလားဆရာကြီးဗျအဲ့ဒီခါမှာ figurative language တွေကိုထည့်သွင်းဖို့လိုလာရင်ကလေးတွေမှာအဲ့လို knowledge မရှိကြပါဘူးအဲ့ဒါကိုအရင်ထည့်ပေးရမှာလား figurative speech ကိုအရင်သင်ပေးရမှာလို့မေးရတင်ပါတယ်ဟုတ်တယ်figurative speech ကိုတင်တဲ့ခါလဲဒါက simile ဒါ metaphor ဆိုတော့မှအဲ့လိုကြီး blind ကြီးမသွားဘဲနဲ့လေ simile ဆိုတာကိုတင်ပြီးတော့သူတို့ကိုယ်တိုင် they may come up with their own simile ပေါ့နော်သူတို့ example လေးတွေသူတို့ကိုယ်တိုင်ရေးခိုင်းတဲ့အချင်းလေးလုပ်ပေါ့နော်ဟုတ်ပလားမသိဘူးနော် simile ဆိုတာတင်ပြီးရယ် metaphor ဆိုတာတင်ပြီး personification တင်ပြီးုံနဲ့မပြီးဘဲနဲ့ចောင်းသားတွေကိုကျွန်တော်ထင်တယ်ဆိုရင်လိုပဲကျွန်တော်တော့ poster လေးတွေလုပ်စီခြင်းတယ် color pen ဟို color soft pen လေးနဲ့လေသူတို့ကိုစာရွက်ကြီးပေးမယ် art paper ကြီးပေးမယ်ပြီးတော့figures of speech ဆိုမှခေါင်းစဉ်တက်မယ်သူတို့ကိုယ်တိုင်ဘာခေါ်မလဲ9ယောက်တစ်ဖွဲ့ခိုင်းဖွဲ့ပေါ့နော်ဖွဲ့ပြီးတော့မှsimile ကိုမင်းတို့ကိုယ်တိုင်မင်းတို့နော်ရေးခဲ့ကြပေါ့ creative လုပ်ပြီးတော့ရေးခဲ့ကြပေါ့နော်ဆရာဖြစ်တဲ့လူကရှင်းပြပြီးတော့နောက်မှာ
နော်အိမ်သာအနေနဲ့အဲ့တော့9ယောက်တစ်ဖွဲ့ဒါမှမဟုတ်2ယောက်တစ်ဖွဲ့အဲ့အမျိုးလေးတွေကိုနော်ခုလိုမျိုးပဲ figure of speech ကို art ပွေပါလေးတွေသူတို့ပေးလိုက်မယ်အဲ့တော့အိမ်ဒါမှမဟုတ်သူကအထူဝယ်ခိုင်းပေါ့ဆရာဆက်ရရင်မလွယ်ဘူးဟုတ်လားပတ်စံမလွယ်ဘူးဆိုတော့အဲ့တော့မင်းတို့ဒါလေး project လေးဆန္ဒမျိုးဖြစ်မယ်ပေါ့နော်ဒီအဲ့တော့ဒီ art paper လေးပေါ်မှာနော်ကိုယ်တိုင် simile ဆိုတာဘာလဲ example လေးတွေရေးခဲ့မယ် metaphor ဆိုတာဘာလဲ personification အဲ့လိုမျိုး5ခုလောက်ဖြစ်စေနော်ဟလာ9ခုလောက်ဖြစ်စေပေါ့နော်ရန်ကြီးခက်တာကြီးတွေလည်းမသွားနဲ့ပေါ့နော်သိပြီးတော့ဆိုတာက figure of speech ကအများကြီးရှိတာဆိုတော့ common figures of speech ဆိုတာရှာကြည့်လိုက်ပေါ့နော် common figure of speech ဆိုမှအဲ့ဒါမျိုးပဲသူတို့ကိုခိုင်းမယ်သိနည်းနည်းတဲ့ဟာကြီးမသွားနဲ့ပေါ့နော်ဆိုတဲ့အခါသူတို့ကိုယ်တိုင် create လုပ်ထားတဲ့ poster လေးတွေကိုနော်အဲ့ဒါကိုအိမ်စာအနေနဲ့လုပ်ခိုင်းမယ်စောပိုင်းကလိုပဲနိုင်ရမှာသူတို့အခန်းနိုင်ရမှာကတ်ထားရင်နော်ရောင်စုံလေးတွေနဲ့ illustration လေးနဲ့အဲ့ဒါဆိုရင်သူတို့ပျော်သွားမှထင်ပါတယ်အဲ့ဒါလေးတည်သွားပြီးတဲ့နောက်မှာတော့ကြပြာကိုချင်းကတ်တာပို့ပြီးတော့နော်လိုသွားမယ်ပေါ့နော်ပို့ပြီးတော့နည်းနည်းလေး make it easier right ဆရာလေးအဆင်ပြေမလားမသိဘူးဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါဗျာဟုတ် ဆရာကြီးchat box ထဲမှာတော့မေးခွန်းမရှိတော့ပါဘူးဒါလို့နောက်နဲ့ဆရာကြီးများအဆင်ပြေလို့ရှိရင် short story လေးလည်း appreciation လေးလုပ်ပေးပါလို့ request လုပ်တာပဲဆရာကြီးများဟုတ်ကဲ့တခြားမေးချင်တဲ့သူများရှင်လေ you can unmute yourself နော်ဆရာတပိုင်ဦးက snowy evening မှာနှစ်ကြောင်းပြန်ရေးတဲ့ကြပြာဟုတ်တယ်လေ miles to go before I sleep ဆိုတာ miles to go ဆိုတာကိုနှစ်ခါထပ်တော့နော်သူသွားမဲ့ journey ကရှေ့ကြီးပဲ a long journey သဘောမျိုးပေါ့ repetition ရဲ့သဘောပါပဲနော် repetition ဆိုတာလည်းပဲဒါ figure of speech ထဲမှာတစ်ခုပါဝင်ဖြစ်တယ်ဟုတ်တယ်နော် repetition ရဲ့သဘောကဟုတ်ပါနော်အဲ့တော့ဒီမှာ and miles to go နှစ်ခေါက်ပြန်ထပ်ခြင်းအပြင်နော်ဘာကိုပြတာလဲသူသွားမဲ့ key က long journey နော်မဆုံးနိုင်တဲ့ key နော်ဒါအရှည်ရွယ်ရှိသေးတယ်ဆိုတော့မျိုး there's a long journey ahead သဘောမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ဝိုက်ပြီးတော့ implication ပေါ့နော်ကြပြာဆရာတွေကတော့ဘယ်တော့မှ direct meaning ကိုမပေးဘူးမပေးတဲ့အခါမှာ repetition ကိုကြည့်ခိုင်းမယ်အဲ့တော့ကြပြဆရာကနှစ်ခါထပ်ထားတဲ့ why repetition ဆိုမှဒါကျောင်းသားတွေကိုစဉ်းစားခိုင်းပေါ့နော်ဟုတ်ပြီနော် repetition ရဲ့သဘောကိုလည်းရှင်းပိုင်းကတင်ထားခဲ့ရင်ပိုကောင်းမယ်တခုဆိုလို့ရှိရင်ဟုတ်ပလားအဲ့တော့ဆိုတာက I hate you ဆိုတာဗျာ I hate you မပြောခြင်းလဲ I love you ပေါ့ဗျာဟလာ I love you နှစ်ခါထပ်တာနဲ့တစ်ခါတည်းပြောတာနဲ့ဘယ်လိုကွာမလဲပေါ့နော်ဟလာသူ့ရဲ့ခံစားချက် emotional နော်ဒီ impact ကိုပြခြင်းတဲ့အခါမှာနှစ်ခါထပ်ပြီးတော့ပြောကြတယ်ဒါအဲ့သဘောပါပဲဒီမှာလည်းပဲနော် meaning တစ်ခုကိုလေးနဲ့စေခြင်းနဲ့ emphatic နော် impact ဖြစ်စေခြင်းနဲ့ဆိုရင် we usually do repetition နော် repetition လုပ်ကြတဲ့သဘောပါဆရာတက်ပိုင်ကိုကျေးဇူးတင်ပါတယ်နော်ဆရာတက်ပိုင်ကိုနေကောင်းနေပါနော်အော်ဆရာကြီးမတွေ့ရကြဘူးဆရာကြီးနေကောင်းပါတယ်ဗျကျေးဇူးတင်ပါတယ်ဆရာကြီးဗျနော်ဆရာလေးလည်းအောင်မြင်တဲ့ဆရာလေးဖြစ်နေပေါ့နော်မဟုတ်ပါဘူးဆရာကြီးစူးစမ်းနေစေပါဗျကျေးဇူးတင်ပါတယ်ဆရာကြီးဗျအဲ့တော့ဒီမှာတယောက်ကမေးထားတာညညူတာလို့မှနည်းနည်းလေးအဲ့တော့သူ့ရဲ့နှစ်ခါထပ်ပြောတဲ့ long journey ဖြစ်တယ်ဆိုတာညညူတဲ့သဘောတော့နည်းနည်းတော့ပါ despondent ပေါ့နော်တက်ကြွတဲ့သဘောတော့မပါဘူးသူ့ရဲ့ဒီ and miles to go before I sleep ငါရှေ့ဆက်လျှောက်အပါအောင်မလားဆိုတော့နော်ပျော်ရွှင်တဲ့တုံးတော့မပါဘူးပေါ့နော်နှစ်ခါပြန်နော် long journey ဆိုတဲ့စကားလုံးကိုပြောတဲ့အတွက်ဒါကျွန်တော်တို့ logically စဉ်းစားကြည့်ရင် long journey ကိုပျော်ပျော်ကြီးမသွားချင်ကြဘူး nobody would like to be go take up a long journey happily right ဒီသဘောလေး logical thinking ရကြည့်မယ်ဆိုရင် long journey ကိုပျော်ပျော်ကြီးသွားတဲ့လူတော့မရှိပါဘူးကျွန်တော်တို့ဆိုရင်ဒါ9နှစ်တာခီးသွားခဲ့ပြီးဆိုမှဘယ်သူမှတော့မပြောဘူးထင်တာပါပဲငါတို့9နှစ်တာခီးရှိသွားခဲ့ပြီးဆိုအဲ့လိုဘယ်သူမှမပြောဘူးထင်ပါတယ်နော်ဆိုတော့ပြောရင်ကညညူတဲ့သဘော despondent ပေါ့နော် despondent ဆိုစိတ်သက်နည်းနည်းကြားတဲ့သဘောအဲ့လိုတွေတော့ပါပါတယ်နော်ဘာဖြစ်လို့လဲနော် sleep ဆိုတဲ့စလုံးကလည်းပဲကျွန်တော်ကတွယ်ဝိုက်ပြီးတော့ကြပြဆရာကပြောထားတာနော် sleep ဆိုတာဒီသူ့ရဲ့နောက်ဆုံးအိပ်ဆက်ခြင်းဟုတ်ပါနော်အဲနောက်ဆုံးအနားယူခြင်းဆိုတဲ့သဘောမျိုးဆိုတော့တေခြင်းတရားစီကိုသူကချင်းကပ်ရတာဖြစ်တဲ့အခါမှာနည်းနည်းတော့နည်းနည်းများတော့တက်ကြွတဲ့လီသာမျိုးမပါဘူးနော်တေခြင်းတရားစီကိုချီတက်နေတဲ့သဘောမျိုးဆိုတော့ဒီ
ဆိုတော့အဲ့ဒီဘောပါနော် thank you ပါနော်အဲ့ဒီကြပြာကတော့အဲ့ဆိုရင် frost ကြပြာတော့တေခြင်းတရားရဲ့ခလန်းလန်းတေခြင်းတရားကိုခလန်းလန်းကနေကြည့်တဲ့သဘောသူ့ရဲ့သဘောကတော့ okay သူ့ကိုသူသတိပေးတဲ့သဘောလည်းဖြစ်နိုင်ပါတယ်ဟောငါသွားမယ်ခီးอ่ะနော်ရှေ့ဆက်ရပါအောင်မလား there's a long journey ahead I have to move on ဟုတ်ကဲ့ check ထဲမှာတော့ question အများကြီးမရှိတော့ပါဘူးဆရာတို့ဆရာမတို့မေးချင်တာရှိရင်เนาะ microphone လေး unmute လုပ်ပြီးမေးလို့ရပါတယ်ဆရာကြီးခင်ဗျာလာတက်တဲ့သူတွေကတော်တော်များဆရာကြီးရဲ့လုပ်ဖို့ကင်ဘက်တဲ့ဆရာကြီးတပည့်တွေများပါတယ်ဆရာကြီးမြန်မာနိုင်ငံလုံးပါပဲဟုတ်ကဲ့ကျွန်တော်တို့ webinar ကို300ကျော်လောက်တော့ register လုပ်ထားတယ်တကယ်လာတက်တာတော့เนาะ130 40လောက်လာတက်ပါတယ်ဆရာကြီး နောက်ကြမှာဝင်တဲ့လူလည်းရှိနော် ဟုတ်ကဲ့ဆရာကြီးခင်ဗျဟုတ်ကဲ့ချေခင်ဖုံးမြင့်တူဟုတ်ကဲ့မေးလို့ရပါပြီချေ ဟုတ်မင်္ဂလာပါဆရာကြီးရှင်ဟိုကလေမေးချင်တဲ့မေးခွန်းဆိုတာထက်လေဆရာကြီးဒါဆိုရင်ဒီမေးခွန်းကိုဘယ်လိုပြန်ဖြေမလဲပေါ့နော်တစ်ခါလေကြာရင်ကလေးတွေအဲ့လိုမျိုးဒီ EFL သင်တဲ့အခါမှာအဲ့လိုမျိုး language တွေ analysis လုပ်ကြတယ်အဲ့လိုမျိုးထားတာဘာလို့ metaphor သုံးသွားရလဲဘာလို့ထင်လဲအဲ့လိုမျိုးလေးမေးကြတဲ့အခါမှာတချို့ကလေးတွေကဒီခေတ်ကလေးတွေကကိုယ့်ကိုတစ်ခါလေကြာရင်ဘက်ပြန်တိုက်တာပေါ့နော်ဒီချေရဲ့တင်ရေးခဲ့တဲ့သူတောင်မှအဲ့လိုမျိုးတွေးခဲ့ပါမလားဘာလို့သမီးတို့ကအဲ့လိုမျိုးလိုက်တွေးနေရလဲပေါ့အဲ့လိုမျိုးကြာကိုကဘလို့ဖြေလို့ဖြေရမှန်းမသိတော့အော်အေးဟုတ်ချင်လဲဟုတ်မှာပေါ့အဲ့ဆရာကြီးသာဆိုအဲ့လိုမျိုးမေးခွန်းလေးရရင်ဘလို့မျိုးညပြန်ဖြေမလဲရှင်သူတို့စာရေးတဲ့သူကရောအဲ့လိုမျိုးစဉ်းစားခဲ့ပါမလားတီချေရဲ့သမီးတို့ကဘာလို့လိုက်တွေးနေရလဲပေါ့အဲ့လိုမျိုးကြာမေးခွန်းလေးတွေကြုံရလို့ဆရာကြီးရှင်ဆရာစဖို့ပွင့်ရင်လေ poetry ဆိုတာဘာလဲ literature ဆိုတာဘာလဲလို့ဆရာ definition ဖွင့်ခဲ့တယ်ဖွင့်ခဲ့တဲ့အခါမှာ literature ဆိုတာအကောင်းဆုံးစကားလုံးတွေနော်ကြပြာဆိုတာဘာလဲမေးရင်အကောင်းဆုံးစကားလုံးတွေကိုအကောင်းဆုံးစီစဉ်ထားတာအင်္ဂလိပ်လိုပြောရရင်တော့ the best words in the best order ပေါ့နော်ဒါ Samuel Taylor Coleridge ဆိုတာယူလို့သင်ခဲ့ဘူးလားမသိဘူးနော် Coleridge ဆိုတာ words နဲ့ခစ်ပြိုင်မယ်နော်သူကကြပြာဆိုတာအကောင်းဆုံးစကားလုံးကိုအကောင်းဆုံးစီစဉ်တာဆိုတော့တနည်းအားဖြင့်စာရေးဆရာတွေဟာသူတို့ဟာဒီစာတစ်မျက်နှာလေးစာတစ်ပိုက်လေးရဖို့အရေးကိုသူတို့ဟာတကယ်ကိုဆရာထင်တဲ့အချိန်ပေါင်းများစွာချွတ်နော်ရေးချွတ်ပြရေးချွတ်တဲ့စကားမြန်မာကြောက်ပါနော်ရေးချလိုက်တာမဟုတ်ရေးချွတ်ရတယ်ရေးရတယ်ချွတ်ရတယ်ရေးရချွတ်ရဆိုတော့ editing ကိုအချိန်ချင်းလုပ်ပြီးတော့မှရေးထားတယ်ဆိုတော့အကောင်းဆုံးစာသားတွေဖြစ်တယ်အဲ့တော့ပြောရင်ကသူတို့ဒီပြီးဆိုရရေးထားတဲ့စာသားမဟုတ်ဘူးနော်တမင်ရည်ရွယ်ချက်ရှိရေးထားတာဒါသိကြတယ်နော်အဲ့တော့နည်းနည်းလေးသူတို့ဥမာပြောပြရင် Hemingway ဆိုတဲ့ကြပြဒီစာရေးဆရာကြီးတယောက်ရှိတယ် American စာရေးဆရာသူဆိုရင်အချိန်ချင်းရေးတာနော်ဟုတ်ပလားဘယ်လောက်ထိရေးတယ်ဘယ်လောက်ထိရေးချွတ်လဲဆိုရင်သူတစ်မျက်နှာလောက်ရေးသူစာပါတစ်ပတ်ရေးပြီးတာတော့မှအချိန်ချင်းသူ့ဟာသူရေးလို့အားမကျသေးဘူးပုံနှိပ်ဆက်စီသွားပြီးတော့ပုံနှိပ်ဆက်ကရိုက်တော့မယ်ဆဲကိုနေဦးမြကျွန်တော်ဒီစုံလေးပြင်အောင်မယ်ဒီစုံလေးပြင်အောင်မယ်ဒါမျိုးဆိုတော့ကသူတို့ရဲ့အလုပ်ပေါ်မှာတကယ်ကို serious ထားပြီးတော့လုပ်တာအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်နော်ဆိုတော့ဒီကြပြတဲ့ဘုတ်ကိုနော်သူကိုယ်တိုင်ကတွေးပါမလားသူကိုယ်တိုင်ကတကယ်ရည်ရွယ်ချက်နဲ့ဟုတ်ပါမလားဆိုတာတဲ့တမင်ရည်ရွယ်ချက်ရှိကိုရေးတယ်အဲ့ဒါမျိုးပေါ့နော်သူတို့စိတ်ကြိုက်နော်ရေးထားတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အတွက်ဒါကိုတန်တရားရှိရမလို့လို့ထင်တယ်နော်အဲ့ဒါပါနော်တမင်ရည်ရွယ်ချက်အဲ့ဒီရဲ့ message ကိုအရင်ရအောင်ပြောပေးရမှာပေါ့နော်ကလေးတွေကိုအဲ့လိုမျိုးရဟဲဆိုတဲ့ message ကိုအရင်လုံးပြောပေး literature ဆိုတာဘာလဲဒီ poetry ဆိုတာဘာလဲနော်အဲ့တော့ဒီကောင်းနေဟာနော် written word တွေဖြစ်တယ် written word ရဲ့သဘောဒီ permanent သဘောဆောင်တယ် permanent သဘောဆောင်တဲ့အတွက်လဲသူတို့ဒီရေးပုံနှိပ်စမဖြစ်ခင်အချိန်မှာသူဒီအချိန်ပေါင်းများစွာသူတို့ဒီပြင်ဆင်ရေးထားတာနော်ဒါသိကြတယ်ပေါ့နော်အဲ့တော့သူတို့သားတွေသမီးတွေကိုယ်တိုင်လည်းမေးကြည့်လေအစေးတစ်ပုဒ်ကိုမင်းတို့တခါတည်းရေးပြီးဒီတိုင်းပဲဆရာမစီလာပြတာလားဆိုတော့မဟုတ်ဘူးလေသူတို့လည်းပဲအချိန်ချင်းပြန်ပြင်ရေးရလေ choice of words တွေပြန်တကယ်တမ်းအဆင့်မြင့်သွားပြီဆိုရင်သူဒီရေးပြီးသားကိုရေးပြီးသားကိုနော်တညာသိပ်တယ်တညာသိပ်ပြီးတစ်ခေါက်ပြန်နည်းနည်းတော့ပြန်ချောတာကြီးပဲဘာလို့မဆို writer တိုင်းဟာat one sitting နဲ့မပြီးဘူးဟုတ်တယ်လားဆိုတော့သူတို့ကိုယ်တိုင်သူတို့ရဲ့ personal experience မှာလည်းရှိမှာပါเนาะ writing တခုဟာ at one sitting နဲ့ပြည့်စုံတဲ့ good writing မရနိုင်ဘူး you have to go over and over again editing and re-editing over and over again ဆိုတဲ့အခါကျတော့ဒီကောင်တွေဟာတမင်ရွယ်ချက်ရှိသုံးထားတယ်ဆိုတာတော့ there's no doubt that the writer has made very careful choice of words and expressions right
Thank you. ကျေးဇူးပါရှင် ဆရာကိုတို့50ဆိုတာဘာကိုပြောတာလဲမသိဘူးတစ်ချက်ဆရာအောက်ကမမြင်ရ I'm sorry ဆရာကြီးပထမဆုံးဆရာကြီးအမြဲကြမ်းပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ကတော့ကလေးတွေပြောတာပါနော် there's a right to 50 to 50စာရေးဆရာကလည်း50 to ကျွန်တော်တို့share လုပ်ခွင့်ရှိတယ်ကျွန်တော်တို့ဘက်ကလည်း50ခံစားခွင့်ဆိုတော့ teacher မေးတာကျွန်တော်သာဆိုရင်ကျွန်တော်အဲ့လိုဖြေမှာပေါ့ကလေးတွေကျွန်တော်အဲ့လိုဖြေရဆရာကြီးကျွန်တော်တို့က50ခံစားဥပမာကျွန်တော်တို့တင်တဲ့ကြပြတဲ့ကျွန်တော်အဲ့လိုလည်းပြောတာပေါ့နော်ဟိုBritish ဆိုလဲကျွန်တော်တို့က British ကိုမခံစားဘဲနဲ့တခြားသော metaphor အနေနဲ့ခံစားလို့ရတယ်အဲ့ဒါလေးသဘောကိုကျွန်တော်ဖြေတာပါဆရာကြီးကျေးဇူးပါခင်ဗျ literature ကလေသူက object ကျွန်တော်တို့ကချင်းကပ်တဲ့နေရာတော့နည်းနည်းတော့ more or less objective နည်းနည်းဖြစ်တယ်ပေါ့နော်တကယ်တမ်း literature ဒီ subjective ဖြစ်တယ်ဟုတ်တယ်နော် subjective ဖြစ်တဲ့ကိုကကောက်ချက်ဆွဲတဲ့အခါမှာနော် subjective ရှုထောင့်ကတော့ကြည့်မယ်တိုးတော်လည်းပဲ subjective ရေးတဲ့ဟာဒီမခိုင်ပါဘူးဟုတ်တယ်လားကိုက examination လုပ်တဲ့အခါမှာ subjective examination can't be 100% valid ဆိုတော့ကျွန်တော်က valid ကိုရေးတဲ့အရာကို valid ဖြစ်ချင်ဘာလို့ရတော့မလဲဒီ objective တော့နည်းနည်းဆန်ရတော့မယ်ပေါ့နော် objective ဆန်မယ် objective ဆန်ရင်ဘာလို့မလဲဒီ text ကိုပဲ text based ပေါ့တနည်းအားဖြင့် evidence based နော် text ထဲမှာကြပြဆရာဘာသုံးထားလဲအဲ့ဒါကိုအခြေခံပြီးတော့ဆွေးနွေးရင်နော်အဲ့ဒါ reaction လုပ်ရင်ပို့ပြီးတော့ခိုင်မာမယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ကိုထင်တာကိုရေးတာတဲ့ပေါ့နော်ကိုထင်တာကိုရေးတာတဲ့ text ထဲ what is there in the text နော် text ထဲမှာဘာတွေရေးထားလဲဘာစလုံးတွေသုံးထားလဲနော်ဘယ်လို form တွေသုံးထားလဲအဲ့ဒါကိုပဲ focus လုပ်ရင်ကိုအဲ့ဒါ focus လုပ်ပြီးတော့နော် reaction လုပ်မယ် appreciate လုပ်မယ်ဆိုရင်နော်ပို့ပြီးတော့ခိုင်မာတဲ့သဘောအဲ့ဒါကိုပြောချင်ပါကျွန်တော်တို့ကဒီ subjective နဲ့ရေးလို့လည်းမရဘူးမဟုတ်ဘူးရတယ်တိုးတော်လည်းပဲကျွန်တော် launch လုပ်နေတာတော့အဲ့မျိုးပေါ့နော်အဲ့တော့ object နိုင်သမျှ more or less objective ပေါ့နော် subjective ရှုထောင့်ကလည်းကြည်ပါတယ်ကြည်တယ်ဒါပေမဲ့ကိုယ့်ရဲ့ subjective ရှုထောင့်ကိုခိုင်မာခြင်းတော့ဘာဖြစ်မလဲ text based တနည်းအားဖြင့် evidence based အဲ့ဒါကိုသွားစေချင်တာပါ thank you ပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာခင်ဗျာ ဟုတ်အချိန်လေးလည်းနည်းနည်းလေးဟိုဖြစ်လာပြီဆိုတော့လေကျွန်တော်နောက်ဆုံး question နှစ်ခုလောက်မေးပြီးတော့ရင်တော့ကျွန်တော် session လေးကိုဆရာကြီးလည်းဟိုနည်းနည်းလေးမိုးချိုးတော့မှလည်းဆိုလို့ပါလာတော့နောက်ဆုံး question နှစ်ခုကျွန်တော်ဟိုဖြစ်ပါမယ်လက်ခံပေးပါမယ်ပေါ့နော်အဲ့တော့ဟိုဆရာတို့ဆရာမတို့မေးချင်တယ်ဆိုရင်ဟို microphone လေးဖွင့်ပြီးတော့နော်ဟိုမေးလို့ရပါတယ်ခင်ဗျ ဒေါက်တာသူရောပါမရှင်ဒေါက်တာသူ ဆရာကြီးဟယ်လိုဆရာကြီး ဟုတ်ကဲ့ကိုညာ ဟုတ် လဲ ကဲ့မေးပါဆရာ နေဆိုဟောပါ နေဆိုအောင်ပါခင်ဗျာဟုတ် ဟုတ်ကဲ့ဆရာကြီးဟောပေါ့ဒီကြပြတင်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ဒီတချို့မြန်မာဆရာတွေဆိုရင်ပြောတယ်ပေါ့နော်ကြပြကိုဖွင့်ဆိုမပြနိုင်ပေါ့နော်ကလေးသူ့ဘာသူခံစားစီလို့ပြောတယ်ပေါ့ဆရာကြီးအဲ့ဒါနဲ့ပတ်သက်ရင်ရောဆရာကြီးကျွန်တော်တို့ဒီဘယ်လိုမျိုးလုပ်တင်လဲဆရာကြီး ကိုကျွန်တော်သွားတာအဲ့ဒါနည်းနည်းဆန်တယ်လေနော်ဆရာကျွန်တော်တို့ခေတ်တွေတုန်းကကြတော့ဆရာမကအကုန်ဖွင့်ပြတာနော်ဆရာမကပဲ spoon feeding လုပ်တာပေါ့နော်စပိုင်းကဒေါက်တာထင်အောင်တို့လိုပုံစံမျိုးပဲအခုကlanguage base ပုံစံမျိုးပြောင်းသွားပြီဖြစ်တဲ့အတွက်ကြပြဆရာသုံးတဲ့စကားလုံးကို focus လုပ်မယ်ပေါ့နော်အဲ့တော့ကိုကတော့နည်းနည်းတော့အရင်ဆုံးရှေ့ကနည်းနည်းကြောင်းပေးရမှာပေါ့နော်ရှေ့ဒီ discussion group discussion ပုံစံမျိုးနဲ့သွားစေချင်တာပါဟုတ်လားဒီနေ့ခေတ်မြန်မာစာသင်ရိုးတွေချို့လဲအဲ့လိုပြောင်း style ပြောင်းသွားပြီပေါ့နော်အဲ့တော့ရှေးဘုန်းလည်းပြောရင်တော့ရှေးဆရာကြီးကတော့ဒါမျိုးကြိုက်မှာမဟုတ်ဘူးနော်ရှေးဆရာကြီးကသူတို့ရဲ့အာဝါအာရင်းသန်သန်နဲ့သူတို့နော်ပြောချင်တာပဲအဲ့ဒါမျိုးသူတို့ခံစားသူတို့ဖတ်ဖူးတာတွေနော်အန်ထုတ်တာပဲလောက်တဲ့သဘောရှိတယ်ရှေးသင်နည်းอ่ะပေါ့နော်ဒီဘက်ကကြတော့အဲ့လိုမျိုးပုံနဲ့ကလေးတွေကိုယ်တိုင်နော်တွေးစေချင်တယ်ကလေးတွေကိုယ်တိုင်ဆွေးနွေးစေချင်တယ်ပြောမပြောဆိုလိုမျိုးဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ prediction ဆိုတာဟုတ်လားသူတို့မှန်းဆခိုင်းတဲ့ပုံမျိုးနော်မှန်းဆခိုင်းတဲ့အလုပ်စေချင်တယ်ဆိုတာကစာသင်ခန်းထဲမှာဒီဆရာ teacher dominated မဟုတ်ဘဲနဲ့လေဆရာပြောတာနားထောင်ဆိုတဲ့အဆင့်မျိုးမဟုတ်ဘဲနဲ့ကျောင်းသားတွေကိုယ်တိုင်နော်ဆွေးနွေးစေချင်တယ်ဆွေးနွေးလို့ရအောင်ဆရာဘက်ကနည်းနည်းပို့တကယ်တော့ပို့ပင်ပန်းတယ်နော်သူတို့ဆွေးနွေးရအောင်ငါဘယ်လိုလေးမေးခွန်းထုတ်မလဲပေါ့နော်ဒါကျိုးပြင်ဆင်မယ် textbook တွေထဲမှာလည်းကျွန်တော်ထင်တယ်တချို့မေးခွန်းတွေပါပြီးသားပေါ့နော်ဒါပေမဲ့ဆရာခိုင်နဲ့မလုံလောက်နဲ့ကိုယ်ကိုယ်တိုင်က
ထပ်ဆင့်ပြီးတော့စဉ်းစားပေါ့နော်ဆရာကျွန်တော်ဒီလွန်ခဲ့တဲ့ဟွာတွေမှာမြန်မာစာသင်ရိုးတွေလည်းကျွန်တော်ပြောရရင်ဒီဟွာအတွက်နော်ဒီတကွန် University တကွန် International School တွေလောက်တော့ကမြန်မာစာစောက်တော်တော်လေးဖတ်ဖြစ်ပါတယ်မြန်မာသင်ရိုးတွေပေါ့နော်ဖတ်တဲ့ခါမှာသူတို့လည်းပဲတန်းနိုင်သမျှအဲ့လိုမျိုးသွားတယ်နော်အုပ်စုဖွဲ့ဆွေးနွေးတာမျိုးတွေလုပ်ခိုင်းတာမျိုးသို့တော့ကျွန်တော်ထင်တယ်ဆရာဘိုင်းကနည်းနည်းလေးထပ်ဆင့်ပြီးတော့ထပ်နော်အသေးစိတ်စဉ်းစားရမယ်ကျောင်းသားဘာစဉ်းစားခိုင်းတဲ့ကကျောင်းသားဘာမှထွက်မလာဘူးဆိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကစဉ်းစားရမှာပေါ့နော်ဆိုတော့အဲ့စာသားတွေကိုဆွေးနွေးခိုင်းမယ်စကားလုံးတွေဆွေးနွေးခိုင်းမယ်ဒါမှ glossary တွေကိုဆွေးနွေးခိုင်းမယ်ပေါ့နော်အဲ့တော့ scaffolding ဆိုတဲ့စလုံးကိုတခြားလေးမှတ်ထားပါနော် scaffolding ဆိုတာကျောင်းသားကိုလိုချင်တဲ့အဆင့်ထိတက်လာအောင်ကိုကဘယ်လိုနော်ညမ်းဆင်ပေးမလဲပေါ့နော်အဲ့ဒါကဆရာပိုင်းက preparation တော့ကောင်းကောင်းလုပ်ဖို့လိုတယ်ဟုတ်နော်သင်ရိုးညွှန်းတမ်းတဲ့စာအုပ်တွေဖတ်ဘူးတယ်ဖတ်တဲ့အစဉ်သူကဘာလုပ်ပါညာလုပ်ပါပဲပါတယ်တခါဒီမှာကျွန်တော်ထင်တယ်လက်တွေ့မှာအဲ့ဒီအတိုင်းမဖြစ်နိုင်တာတွေရှိနိုင်တယ်အထူးဖြင့်နော်ဒီနေစုံနေပြားအကြောင်းသူကြောင်းသားဆိုတော့ဒါမျိုးအတွေ့အကြုံကမရှိဘူးလေနော်ဆွေးနွေးပါစေမဆွေးမဟီဟီပဲလုပ်နေကြမှာသဘောရှိတယ်နော်ဆိုတော့ဆရာဆရာမကနည်းနည်း lesson plan ပိုင်းမှာထပ်အသေးစိတ်ရမှာထင်တယ်သူတို့စီကထွက်လာအောင်နော်မိကုန်းတွေဘယ်လိုမေးမလဲပေါ့နော်အဲ့ဒါပါနော်ဖြစ်နိုင်ရင်မိကုန်းတွေအရင်ပေးပြီးတော့မှအကြောင်းသားကိုဆွေးနွေးခိုင်းဘလိုင်းကြီးဒါဆွေးနွေးဆိုမှအဲ့လိုမျိုးမလုပ်ဘဲနဲ့လေမိကုန်းနှစ်ခုသုံးခုကိုချပြမယ်အုပ်စုလေးတွေဖွဲ့မယ်ပေါ့နော်ဖွဲ့ပြီးတော့မှမင်းတို့ကဒီ question နဲ့ပတ်သက်ပြီးမှဆွေးနွေးနောက်တစ်ယောက်က another question ဆွေးနွေးအဲ့လိုပြီးတော့ဒီမှာ presentation လုပ်ခိုင်းအဲ့ဒါမျိုးလေးဆိုရင်တမျိုးကြ traditional teaching method နဲ့လွဲနော်စံမတူတော့ဘူးပေါ့နော်သူတို့ကိုယ်တိုင်ဆွေးနွေးတာမျိုးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ interaction တော့ဆောက်မှထင်တယ်နော် thank you ပါဆရာကြီးကျေးဇူးပါဆရာနေဆိုမိကုန်းမေးပေးတဲ့ကျေးဇူးပါကျွန်တော်နောက်ဆုံး question တစ်ခုပေါ့နော်နောက်ဆုံးဘယ်လိုမေးချင်နေလဲမသိနောက်ဆုံး question တစ်ခုခွင့်ပြုပါမယ်ခင်ဗျာအချိန်ခက်ခဲကြောင်းပါဆရာကြီးတော့ဣတနာချစ်ဟိုလေ microphone လေးကို unmute လုပ်ပြီးတော့ဆရာကြီးကိုမေးပေးလိုက်ပါလားဒီကားလေးဣတနာချစ်သူမေးထားတာကwhat are the best criteria to assess the student appreciation essay on a poem လို့မေးထားပါတယ်ဆရာကြီးဆိုတော့ကကျွန်တော်အဲ့ criteria တွေဆိုတော့ကအစဆိုင်လည်းပဲ criteria တွေပြထားတယ်နော်အဆုံးသတ်မှာလည်း assessment လေးကိုတစ်ခေါက်ပြန်ပြီးတော့ကြော့ထားပါတယ်ဆရာမအဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာဆရာရင်ကတစ်ဆင့်ပြန် share ပေးပါမယ်အခုနော်အခုလက်တန်းလေးပြောရရင်ဆိုရင်နော်အရင်ဆုံးနော်ဒီကျောင်းသားဟာဒီ poem နဲ့ပတ်သက်ပြီးတော့ဘယ်လောက်အတိုင်းတာအထိနားလည်သလဲဆိုတာအဲ့တော့ကျွန်တော်စီကအမှတ်ပေးစီးမြင့်နေတော့မတူဘူးပေါ့နော်ကျွန်တော်ကဒီ GCSE မိကွန်းပုံစံကိုယူပြီးတော့နော်နမူနာပြထားတာဖြစ်တယ်ကျွန်တော်စီကဒီအစိုးရပေါ့နော်ဆိုတာကပညာရေးဝန်ကြီးဌာနကဒီလိုမျိုး assessment ကတော့တည်တံ့ဖြစ်မှထင်တယ်နော်အဲ့တော့ကျွန်တော်တို့လိုမျိုးဟုတ်ချင်မှဟုတ်မယ်နော်ဒီသူကတော့နော်ကျွန်တော်စပိုင်းက assessment ကိုပြန်ပြောရရင်နော်အဲ့တော့ close knowledge နော် of the text ပေါ့နော်ဒီအကြောင်းအရာပိုင်းဘယ်လောက်နားလည်လဲဆိုတာကိုရာခိုင်နှုန်းဘယ်လောက်ပေါ့နော်အဲ့ဒါပြီးတော့ form language နော်နောက်က structure ဒါတွေကိုသူဆွေးနွေးလားမဆွေးနွေးလားနော်အဲ့ဒါကိုရာခိုင်နှုန်းတစ်ခုနော်နောက်နည်းနည်းလေး10ရာခိုင်နှုန်းဆိုတာလေးကိုမှတ်မိလားမသိဘူးနော်10ရာခိုင်နှုန်းကဒီကြပြတစ်ပုဒ်ကိုနော်မေးတာပဲတိုးတော့ဒီကြပြတစ်ပုဒ်မေးတာနဲ့ကျွန်တော်တို့ကဒီကြပြပုဒ်ပြောပြီးတာနဲ့မရက်နဲ့နော်ဒီကြပြနဲ့နှိုင်းရှင်လို့ရမယ်နောက်တစ်ပုဒ်ကိုဆွဲထည့်ရမယ်ဆွဲပြီးတော့ပြောရမယ်ပေါ့နော်အဲ့လိုပြောရင်သူဒီပြောရရင်တော့ credit ရမယ်ပေါ့နော် credit ရပေးမယ်မေးတာတော့ဒီကြပြအကြောင်းပဲနော် appreciate လုပ်ခိုင်းတာတိုးတော်လည်းပဲနော်ကျောင်းသားဒီနော် students are expected to make a comparative approach no with another poem that could be put side by side and thematically no thematically အဲ့တော့သူ့ရဲ့ theme အရာနော် side by side လုပ်လို့ရမယ်နော်ရှင်တွဲလို့ရမယ်ကြပြတစ်ပုဒ်နဲ့နော်တော့မဟုတ်စန့်ကျင်မဲ့ဖြစ်ချင်လည်းဖြစ်မယ်နော်အဲ့တော့စန့်ကျင်မဲ့ဖြစ်မဲ့ကြပြတစ်ပုဒ်နဲ့အဲ့လိုရှင်တွဲပြီးတော့ထပ်ပြောတာမျိုးလုပ်ရင်10ရာခိုင်နှုန်းထပ်ပေးတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကဘာလဲမသိဘူးဒီဟာကိုနောက်ဆုံးအလုံး၄ချက်ရှိရထင်တယ်နော်နောက်ဆုံးတစ်ခုတော့ဆရာပြတ်နဲ့ပြန်ကြည့်လိုက်ရမလားခဏလေး AI look at assessment လေးတစ်ချက်ပြန်ကြည့်မယ်နော် okay
Wait a minute. Now so much assessment နေပြထားတယ်ပေါ့နော်ဒီမှာ assessment ဆိုရင် So now some the show understanding the relationship between text and the context in which they were written. 20% မှာဆရာ text ကိုလည်းနားလဲရုံမပေါ့ context ဆိုတာကြတော့ဒီစာဒီကဗျာထဲမှာသုံးတဲ့အဓိပ္ပာယ်ဒီဘယ်လိုအဓိပ္ပာယ်ပေါ့နော်အဲ့တော့ context ရဲ့သဘောဒီဒီကဗျာထဲမှာနော်ဒီကဗျာ text ဒီကဗျာထဲမှာသုံးထားတဲ့စကားလုံးနဲ့နော်အင်္ဂလိပ်စကားလုံးတွေရဲ့သဘောနားလဲပါတယ်အင်္ဂလိပ်စကားလုံးတွေရဲ့သဘောဒီသူဒီပုတ်တင်ညိုလိုပဲအယောင်သွေးပြောင်းတယ်နော်အဲ့တော့ context ပေါ်မှာမူတည်ပြီးတော့မှသူဒီအယောင်သွေးတွေပြောင်းတယ်ပြောင်းတဲ့အတွက်ဆိုတာကဒီ text မှာသုံးထားတဲ့စကားလုံးတစ်လုံးဟာနော်အဲ့တော့ခြားတနေရာမှာသုံးတဲ့အခါမှာအဓိပ္ပာယ်တစ်မျိုးဒီ text မှာကျတော့ဘယ်လိုအဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးလေးဆွေးနွေးနေတဲ့အထက်မှာအဲ့ဒါမျိုးလေးတွေထည့်ပြီးတော့ဆွေးနွေးရမျိုးပေါ့နော်အဲ့ဒါတွေကိုလည်းပဲသူကအမှတ်ပေးစီမင်းနဲ့သုံးတာနော်ဆိုတော့ဒီအမှတ်ပေးစီမင်းကိုတော့ကျွန်တော်တို့ဒီဟွာအနေနဲ့တော့ကျွန်တော်ပညာရေးဝန်ကြီးဌာနအနေနဲ့တော့ပုံစံတစ်မျိုးဖြစ်မှထင်တယ်နော်ဒါကတော့ GCSE ရဲ့အမှတ်ပေးပုံနည်းစနစ်ပေါ့နော်ဒီထဲကနေ you can learn something from this နော်ဒါအနေနဲ့လည်း idea လေးရမှထင်တယ်နော်အမှတ်ပေးကြပြတစ်ပုဒ်ကိုနော်သူဘယ်လောက်နားလဲလဲနော်သူ့ရဲ့ဒီကြပြတွေကပြောတဲ့နော် message ကိုဘယ်လောက်နားလဲဆိုတာကိုကြည့်တယ်နောက်တစ်ခါ critical style ဆိုတာဗလေဒီနော်ကြပြနှစ်ပုဒ်ကိုရေးတဲ့အခါမှာရိုးရိုးတန်းတန်း essay မဟုတ်ဘဲနဲ့ critical essay နော်ဝေဖန်နဲ့နော်အသုံးဒီနေရာမှာဘာဖြစ်တယ်ဒီမှာတော့ဘာဖြစ်တယ်ဒါမျိုးပေါ့နော်အဲ့လို critical ပုံစံမျိုးနဲ့ရေးတတ်ဖို့နော်နောက်တစ်ခါ personal engagement ကိုယ့်ရဲ့အမြင်ကိုပြောတတ်ဖို့ပေါ့နော်ဒါ30%နောက်စုကကိုပြောတဲ့အကြောင်းအရာတွေဟာစီးပေါင်မလွတ်ဘူးဆိုတာကိုနော်အထောက်ထားအနေနဲ့ကြပြတွေက language တွေကြပြတွေက form တွေကြပြရဲ့ structure တွေကိုကောက်နှုတ်ပြီးတော့မှရေးရမယ်ပေါ့နော်အဲ့ဒါမှလည်းပို့ပြီးတော့ခိုင်မှာပေါ့နော်ဒါ validity ရဲ့သဘောနောက်တစ်ခုကဆောပိုင်းကပြောတဲ့အတိုင်းပဲဒီမေးတာတော့ဒီတစ်ပုဒ်ပဲသို့တော်လည်းပဲသူနဲ့အဓိပ္ပာယ်ဆင်နဲ့အဓိပ္ပာယ်နှိုင်းရှင်လို့ရမယ်နောက်တစ်ပုဒ်ကိုစာပိုက်တစ်ပိုက်တတ်ပေါ့နော်သူ့ကိုကျန်တဲ့စာပိုက်တွေနဲ့မရောဘဲနဲ့သူ့စာပိုက်တစ်ပိုက်တတ်အဲ့ဒါကိုရေးဖို့ပေါ့နော်နောက်ဆုံးတစ်ခုကတော့အဲ့နော် text နဲ့ context ရဲ့ဆက်ဆက်မှုဆိုတာဘာပြောရလဲစကားလုံးတွေနော်ဒီစာပိုက်မှာသုံးတဲ့ခါမှာအဓိပ္ပာယ်ကဘာအဓိပ္ပာယ်ဆိုတော့မျိုးပေါ့နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်စကားလုံးတွေရဲ့နော်ပြောင်းလဲသွားတဲ့အဓိပ္ပာယ်ပေါ့ပြောင်းလဲပြီးမှသုံးထားတဲ့ contextual meaning ပေါ့နော်အဲ့ဒါတွေကိုဆွေးနွေးတာမျိုးပေါ့နော် okay ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးပါအဲ့တော့ဆရာတို့ဆရာမတို့လေအချိန်လေးလဲငယ်ကွက်ပြီးတော့เนาะကျွန်တော်ဖြစ်လိုက်ပါမယ်ဆရာကြီးကို WhatsApp thanks တွေပြောပြီးပါကျန်တဲ့ any question ပေါ့ကျန်တဲ့မိကုများမေးချင်ကျွန်တော်ရဲ့ Gmail နဲ့လှမ်းမေးလို့လည်းရပါတယ်ကျန်တဲ့အခုညီမှန်သမျှပေါ့နော်ကျန်တဲ့ anything I could help you out နော်ခက်ခဲရှိရင်နော် Gmail နဲ့လှမ်းမေးလို့ရပါတယ်လို့ကျွန်တော်မနေ့တိုင်း Gmail ဖွင့်တယ်နော် Gmail အကြောင်းပြန်ပေးပါမယ်နော်ဒီမှာအဆင်မပြေလို့မေးခွန်းအဆင်မပြေလို့ရှင်လဲမေးပါလို့နော် Gmail ဆရာကြီး Gmail လေးဒီမှာကျွန်တော်တို့ကျွန်တော်တို့ဟုတ်တယ်မနော်ဆရာနော်ဟုတ်ကဲ့ပါကျွန်တော်ရိုက်ပေးရမလားဟုတ်ဆရာကြီးရိုက်လိုက်ဟဲ့လို့ပို့ဟောဖြစ်ပါတယ်ခင်ဗျဟုတ်လောတော့မှဆိုလို့ပါဟုတ်ဆရာကြီး Gmail ရိုက်နေတော့မှာဆရာတို့ဆရာမတို့ကဒီနေ့ workshop ကနေပြီးတော့ take away ပေါ့နော်ဆရာမတို့ဘာရလဲဆိုတဲ့ဟာလေး just one word or one phrase only in the chat box please okay, once Siaji is writing his email, may I say also thanks for the workshop. Firstly, I'm honored to say also thanks on behalf of all the participants. I also would like to thank Siaji for your time, for your contribution, for your commitment, dedications to poetry, and especially the work of ELT in Myanmar. We learn a lot. We can reflect. We can analyze. We promise that we are going to share. We are going to apply in our classroom. And secondly, I would like to thank to all the participants for your time, even though it's the time that you are still in the workshop. Thank you very much. And finally, last but not the least, I would like to say thank you to our team member Gedival for making this workshop happen. Thank you very much.
Okay. Thank you. အားလုံးနေကောင်းချမ်းပါရှိကြပါစေလို့ဘေးကင်း Okay. ကင်း ဓာတ်ပုံလေးရိုက်ချင် ဘေး ပါ က တ င်း ယ် ရန် ဟောလေဟိုဆရာကြီးတကယ်လို့ screen shot လေး sorry screen share လေးပိတ်ပြီးတော့လေကျွန်တော်တို့ဟိုလေးဟိုဓာတ်ပုံရိုက်လို့အဆင်ပြေတဲ့သူတွေကပေါ့နော်ကျွန်တော်တို့ group set photo လေးရိုက်ချင်ပါတယ်ခင်ဗျာကင်မရာလေးဖွင့်လို့ရရင်ဖွင့်ပေးပါလို့ I request you all. Okay. Thank you. ဆရာကြီး share ပေးတဲ့ဟာတွေကိုလည်းပဲကျွန်တော်ကပြန်ပြီးတော့ share ပေးပါမယ်เนาะကျွန်တော်ရဲ့ဒီ Facebook ကဒီပါ page မှာ share ပေးပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော် recording လေးပေးလိုက်ပါတော့မယ် recording ကိုလည်းကျွန်တော်တို့ Facebook page မှာဒီ recorded video လည်းပြန်ပြီးတင်ပေးပါမယ်